တမောတဘာတဘာမမတဲ့ဆိုတော့ကျွန်တော်မဝင်ငါခင်မှာကျွန်တော်အမျိုးသမီးတရားဒေသနာမကြခင်မရားဒေသနာပေါ့လေနော်ဆိုတော့လက်ကုပ် TV ကျူဆိုပြရအားလုံးနဲ့တွေ့ရတာထူးဝမ်းသာပါတယ်ယေရှုနာမနဲ့နှုတ်ခွန်းဆက်တာပါတယ်လို့အားလုံးကိုဆိုတော့ကျွန်တော်တို့ဝိညာဉ်ဖခင်ဖြစ်တဲ့နော်ဆရာမုံတောင်ကနေပြီးတော့ကျွန်တော်တို့ကိုခေါ်ပြီးတော့ရောက်လာတာဖြစ်တယ်ဒီမှာထိုးဆာမအရင်ဆုံးပါဝင်ခွင့်ရတဲ့အတွက်ကြောင့်လည်းဘုရားသခင်ရဲ့ကြီးစွာတော်ထူးပဲချီးမွမ်းပါတယ်လို့ကျွန်တော်တို့ခေါ်ပြီးတော့တကယ်သားသမီးအရင်လိုချစ်ပေးတဲ့ဆရာကြီးနဲ့ဆရာမကြီးပေါ်မှာလည်းဖျားရှင်သူကောင်းကြီးပေးပါစေအသင်းတော်ပေါ်မှာလည်းဖျားရှင်သူကောင်းကြီးပေးပါစေကျွန်တော်တို့နဲ့အတူဆရာမဆာရာအေးလဲလာမလို့ကျွန်တော်တို့အတူတကွဗီဇာတင်ကြတာဖြစ်တယ်ဆရာမဆာရာအေးဗီဇာတင်တဲ့အခါမှာအနေငယ်ခက်ခဲရှိသွားတယ်ပေါ့နော်ရပြီလို့ပြောပြီးတော့နောက်နေ့သွားတဲ့အခါကျမှလက်ဘွေနဲ့ UN ရှောက်ဖူးတာပေါ့နော်ပေါ်တဲ့အခါမှာအဲ့ဒါကိုပြန်ပြီးသူတို့လုတ်ခိုင်းတယ်ဆိုတော့ကောင်စလာကသဘောပေါက်တဲ့ကောင်စလာနဲ့တင်ခိုင်းတဲ့ကောင်စလာနဲ့မကြဘဲနဲ့မတင်ဘာမှမသိတဲ့ကောင်စလာနဲ့ပြန်ကြားတဲ့အခါမှာဒီတစ်ခေါက်တော့ဗီဇာမရဘူးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်ရင်ဆရာမဆာရာအေးရောကျွန်တော်တို့3ယောက်လာကြမှာဖြစ်ပါတယ်လို့ဆိုတော့ဆရာမဆာရာအေးလည်းနှုတ်ခွန်းဆက်တာခိုင်းပါတယ်သူလည်းခက်ခဲတချို့ကြောင့်အရင်ဦးဆုံး UN ရဲ့ story ကိုအရင်ဖြတ်ပြီးမှပဲအဲ့ဒါကို cancer အရင်ဦးဆုံးလုပ်ပြီးမှပဲပေါ့နော်ဒီသူတို့ US မှာသူတို့စီးရင်ဝင်သွားပြီပေါ့နော်သူရဲ့လက်ဘွေနဲ့ UN ရှောက်ဖူးတဲ့အရာဒါပေမဲ့လည်းဖျားရှင်သူ့ကိုအကောင်းဆုံးပြန်လဲလမ်းပြမှာဖြစ်တယ်သူ့ကိုတော့ reject တော့မဟုတ်ဘူးပေါ့နော်ဆိုတော့သူ့ရဲ့ story ကိုသိနားမလဲတဲ့အတွက်ကြောင့်မပေးတာဖြစ်ပါတယ်လို့ဆိုတော့ဘာပဲဖြစ်ဖျားခင်ရဲ့ကြီးစွာတော်ထူးပဲချီးမွမ်းပါတယ်ဒီမှာတွေ့ရတဲ့သူတွေရောက်စီကြောင်းလည်းအရန်ကောင်းကြီးခံစားရတာဖြစ်တယ်ဒီမှာဒီအစီအစဉ်မှာပါဝင်ရတဲ့အတွက်ကြောင့်ဘုရားမျက်မှောက်တော်လည်းအထူးပဲခံစားရတယ်ကြိုဆိုပေးကြတဲ့အတွက်ကြောင့်လည်းအထူးပဲကျေးဇူးတင်တယ်ကျွန်မတို့နှုတ်ကပတ်တော်ဝင်ငါမှာမဟုတ်ပါဘူးလို့ဒါကြောင့်အားလုံးကိုနှုတ်ခွန်းဆက်စကားပဲပြောကြားချင်မှာဖြစ်ပါတယ်လို့ရောက်စီတိုင်းပေါ်ဘုရားရှင်အထူးကောင်းကြီးပေးပါစေလက်ကုပ်တီးပေးပါဦးကျွန်တော်အမျိုးသမီးဖြစ်တယ်အရန်တရားဟောတာကောင်းတယ်ဗမာချိန်မှာလာမလောင်ကြည့်နော်ဆိုတော့တကယ်နက်ဆလွာကိမတော့ဆမရနူတော့ဆရာမိုးဇတ်တော့ရင်ဂျမောကော့စဘေပိုင်ဒင်ကျွန်တော်ရဲ့ဇူမီစကားကုန်သွားပါပြီလို့ဆိုတော့နော်တွန်ချစ်လေးပဲရတာကျွန်တော်ကနော်အများကြီးမရောက်တွန်ချစ်လေးပဲမနေ့ကကျွန်တော်မေးတယ်တွန်ချစ်လေးကိုဘယ်လိုတတ်တာလဲတဲ့အဲ့ဒါဆရာထန်တောင်ရှိရတတ်တာသူနဲ့ခီးသွားတော့သူများထမင်းယူမလားဆိုတော့တွန်ချစ်လေးယူမယ်လို့ပြောတာကျွန်တော်ကအစားတောက်နဲ့ပတ်သက်ရင်တိတ်မှတ်ထားတာတွန်ချစ်လေးဆိုတော့နော်ဆိုတော့မှတွေ့ရတာတကယ်ဝမ်းသာတယ်ကျွန်တော်တော့နော်ဆမ်မွန်တောင်ဆမညံကကျွန်တော်ရဲ့ဝိညာဉ်မိခင်ဖခင်နေဖြစ်တယ်ကျွန်တော်ရဲ့တကယ်ဒီနေ့တိပေါ့ကျွန်တော်လမ်းပြကျွန်တော်ကိုလမ်းပြပေးတယ်ဆွဲခေါ်ပေးတယ်ကျွန်တော်ပြောင်းလဲတယ်ဆမလည်းခုနနော်ပြောပြတယ်96မှာစပြောင်းလဲတဲ့ကဆမ်မွန်တောင်ဘလောက်တောင်အားကြတယ်လဲဆိုရင်သူဘိုက်ပို့ပြီးတရားဟောတာအစနေကောင်းကြသလားဆိုတာလေအစမ်းသဘောကြတာကျွန်တော်တို့ကအရင်ကအရန်ပိတ်နေလေနော်ဆရာဘိုက်ပို့ပြီးတရားခေါ်တော့အရန်ခွန်အားရလို့မနေ့ဘိုက်မရှိရှိအောင်ထွက်အောင်လုပ်ရတာဒီနေ့တော့မာမန်တည်သွားပြီတကယ်ကျွန်တော်တို့ရဲ့နော်ဖခင်သူရဲ့ကောင်းဖြစ်တယ်တကယ်ဆရာရဲ့စတိုင်နေနော်ကျွန်တော်စပြောင်းလဲကြတာဘယ်တော့ခံစားလဲဆိုတော့ဆရာကအရက်ပူပူနဲ့နော်ဝဝနဲ့ဘိုက်ပုတ်တော့ကျွန်တော်ဖျက်တဲ့ကောင်ပြောတယ်ဘာဖြစ်လို့ကျွန်တော်ပူအောင်မဖန်ဆင်းလဲလို့နော်အဲ့ဒီပူတာလေးတောင်တူကျင်တာဖြစ်တယ်နော်ဆိုတော့ဆရာနဲ့တကယ်ကျွန်တော်တို့မိသားစုဝိညာဉ်ထဲမှာမိသားစုဖြစ်ခွင့်ရတယ်ကျွန်တော်တို့ကိုဒီတိုးစာကိုဖိတ်ခေါ်ပေးတဲ့အတွက်နော်ဇိုမီအချိန်မှာဝင်ငါခွင့်ပေးတဲ့အတွက်ကျွန်တော်ကလေးမျိုးပြီးခဲ့တဲ့မေမာရောဟိုရှိတဲ့နေ့မေမာရောသွားတယ်ဆိုတော့ဒီလိုပဲဇိုမီအချိန်မှာကျွန်တော်တရားဟောခွင့်ရတယ်ဒီမှာဒီလိုသချင်းနေဆိုတော့ပြန်တတိရတယ်အဲ့ဒီမှာကျွန်တော်သွားတော့သူတို့ကအာနာပြီးတော့ချေမန်ကလေတဘာပတိက
ဖျားတခင်ကောင်းမြတ်ပါတယ်လို့เนาะဒီမှာဟောတယ်မလားတုတ်ပါဟီပါညာပေါ့လေเนาะအဲ့ဒါနဲ့သူကလည်းဖျားတခင်ကောင်းမြတ်ပါတယ်လို့ကျွန်တော်ရှိတော့အာနာပြီးတော့ဗမာလိုပြန်လိုက်တယ်เนาะကဲကျွန်တော်တို့ဖျားတခင်เนาะကောင်းမြတ်ပါတယ်ကိုဒီတစ်ခေါက်တော့ချင်းလို့မပြောဗမာလိုပြောမယ်သူကဘယ်လိုဘာသာပြန်လဲဆိုဖျားတခင်လိမ္မာပါတယ်လို့ပြောရအောင်နဲ့သူရဲ့ဗမာလိုကအဲ့နဲ့ကျွန်တော်တို့လည်း၃ခေါက်ဖျားတခင်လိမ္မာပါတယ်လေကလေးမျိုးရောက်မှပဲဘုရားသခင်လည်းလိမ်မာသွားတယ်နော်ဆိုတော့ကလေးမျိုးမှာကျွန်တော်တို့ crusade လုပ်ခွင့်ရတယ်ဆရာထန်းတောင်းကျွန်တော်နဲ့ဆရာစံပီနာမည်၃ခုရေးထားတာကျွန်တော်ထိတ်ဆုံးမှာ Reverend Zolin အောင် Reverend စံပီအဲ့လိုမျိုးရေးထားတော့အဲ့ဒါနဲ့အဲ့ဒီမှာရှိတဲ့ကလေးမျိုးမှာရှိတဲ့ချင်းအသင်းတော်လူကြီးဖိုးကြီးကဖတ်လိုက်တော့ဆရာစံပီနဲ့ထန်းတောင်းကျတော့ तू ကသိတယ် Zolin အောင်ဆိုတာကို तू ကဘလို့ချင်းလို့ဖတ်လိုက်လဲဆိုတော့ငါစံပီးနဲ့ထန်တောင်တော့သိတယ်အဲ့ဒီပါစတာဇာလီယန်မုံဆိုတာငါမသိဘူးတဲ့ဒီစီယာဇာလီယန်မုံဆိုတာအစ်ပဲတဲ့နော်ဆိုတော့ကျွန်တော်လည်းကလေးမျိုးမှာဇိုလင်းအောင်နဲ့ဇာလီယန်မုံပြတ်သွားတာနော်ကျွန်တော်ရဲ့ချင်းနာမည်ဖြစ်ပါလိမ့်မယ်နော်ဆိုတော့ကျွန်တော်လည်းကလေးမျိုးမှာနာမည်ပြပေါင်းသွားတယ်အခုကျွန်တော်ကလေးမျိုးရဲ့ဗီဒီယိုကလစ်လေးပြခြင်းနဲ့ပြီးခဲ့တဲ့မေးမှာပူပူနွေ့နွေ့လေးနော်ဆရာကုံနံကတော့ပြောတယ်ဆရာမတတိခံတယ်ကျွန်တော်လည်းအပြောင်းမှကြားဘူးလားဆရာစော်လေးအောင်တရားဟောတာတဲ့သူကလူတွေကိုဆွဲဆောင်တယ်လို့ပြောချင်တာလူတွေကိုစုပ်တယ်တဲ့နော်ဟုတ်ပြီကြည့်အောင်ဒါလူငယ်တွေညဘက်မှာနေရာဥတာဖြစ်တယ်တကားလဲဖွင့်တော့ပြေးလာတာကျေးဇူးပြီးအတန်လေးထည့်ပေးပါဦးရုပ်မြင်ပြီးအတန်မကြတော့တစ်မျိုးဖြစ်နေတယ်ဟုတ်ပြီအတန်စင်ပြီမလားဟုတ်အတန်စင်ပြေဦးနေနော်ဒီဘက်မှာအကျိတ်ရှိတာနလာတော်ရှိပြီးဒါပေမဲ့အခုဆုတောင်းခံတဲ့ခါမှာတီးသွားတယ်
ကျော်ရှိပြီးသားပဲအခုဆူတောင်းခံတဲ့ခါမှာတီးသွားတယ် တီးသွားတယ်တော်တီးသွားတယ်ဟာလေလုယာအချိတ်ကဘယ်တော့ကြည့်လဲအလောရှိနာရှိတီးတာဆူတောင်းပြီးတဲ့ခါမှာတီးသွားတယ်တော်တီးသွားတယ်ဟာလေလုယာမကြောက်နဲ့ In the name of Jesus မကြောက်နဲ့ ဒီမှာအချိန်3လလောက်ရှိပြီအခုလုံးဝမြောက်သွား တင်ပါမတိတာဘယ်လိုကြည့်လဲဟမ်အပူလေးများရှိဘယ်လိုကြည့်လဲအခုတော့ချာပြီမရှိတော့ဘူးဝါလက်ကိုပြည့်အာလေပြီးတဲ့နောက်ထိုးနာခြင်းတွေက3နှစ်လောက်ရှိပြီဒီညမှာဆူတောင်းပေးတဲ့ခါမှာလုံးဝပျောက်သွားတယ်လေပြင်းရဲ့နောက်ကျောမှာဘယ်တော့မှမလုပ်နဲ့ဘာဖြစ်သွားတာလဲ အားကိုက်တော့တရားလုံးလို့ရှာရလို့မရဘူး ဘယ်လိုလဲစဖြစ်လာ ။သမီးချားတဲ့တုန်းကအဲ့လိုစားတရားကိုပြီးကြည့်တော့အဲ့ဒါနဲ့အတော်ရီဗာလဲဆယ်ပြောတော့အတော်ရီတအားဟိုကွင်းလွန်းနေတဲ့အဲ့လိုပြောတာ အဲ့ဒါ3နှစ်ရှိ ။ဟောတုံးနဲ့ကြော်လို့ရှိ အမြဲနာ ဟောနာတယ် အခုစမတောင်းပြောင်းနာနေ ။နာတယ်ဝရှိလို့ထိတော့နာလေးလေး ဝါအခုစောင်းပြီးတော့ တကယ်လုံးဝပေါက်ပြီးတော့ လုပ်ကြည့်ပါဦးလုပ်ကြည့်ပါဦးခေါင်းလေးလုပ်ကြည့်ပါဦးကြည့်တော့စီဘိုးရှိနေတာ2နှစ်လောက်ရှိပြီဆူတောင်းပေးတဲ့ခါမှာတကူလုံးအေးဆက်သွားပြီးပျောက်ပြီးသွားလို့ခံစားရတယ် စီမိုးရှိတယ်နှစ်နှစ်ရှိပိုးကောင်းပြီဘယ်လောက်ရှိလဲမသိဘူးစီမိုးရှိတာမသိဘူးဒါပေမဲ့အခုစတောင်းပြီးတော့ဘယ်လိုခံစားလဲ ဒီနေ့မှအေးရောပျောက်กินသွားတယ် ခံတော့အခုရောက်တယ် ဟုတ်ကဲ့ ထပ်တော့ဘယ်လိုခံစားလဲကျမ်းပါပြီ ကျမ်းပါ ယုံကြည်လား ယုံကြည်ပါ Hallelujah Increase your presence Increase your presence Increase your presence လေးတန်းအရွယ်ထဲကနေခါနာတယ်အကြောက်ကယောဂဖြစ်တယ်အခုဆူတောင်းပေးတဲ့ခါမှာအခုအထက်ကနေထွက်သွားတယ်လို့ခံစားရတယ် Hallelujah ဒီနေ့ပဲဆိုတော့ဒီနေ့ပဲရောက်ပြီလေးနေရှိဘောအယန္နာစုမတော်ကြောနာနေလားနာနေတယ်ဘယ်တော့နာလဲခါရီပဲနာခုမနာတော့မဟုတ်ချင်ပါမဟုတ်ချင်ပါမဟုတ်ချင်ပါနာလို့ဘယ်လိုစလဲဒီမချောင်းမချောင်းမချောင်းနာနေရပါနေရှိပြီသမီးအမစားရစားလို့ပြောအမစားဆိုင်ပိုက်ရတာဆူတောင်းပေးတဲ့ခါမှာပေါ့ပါလို့ခုထွက်သွားလို့ဆိုင်တွေကနေခုထွက်သွားလို့ခံစားရတယ် ထွက်တော့လို့ခံစားရတယ်နားနေရောက်ရှိအစာစားရနာတယ်အမြဲနာနေအခုတရားနာလေးတော့နာနေလား နားရဲဒီညလာတဲ့ချိန်ပါလဲနားနေလို့ပဲဖျားချောင်းဖျားရှိခိုးတဲ့ချိန်ပါလဲရနားနေ အယက်နာနေအခုတော့မနာတော့နိ မနာတော့ပေါ့ပေါ့ဖောင်းနေဖြစ်သွားတယ် ဆူတောင်းပေးတဲ့ခါမှာယူပါယုံမြင်ရတယ်ယေရှုကိုမြင်ရတယ် ဝါဘယ်လိုမြင်ရလဲပြောပါဦး ကောင်းကင်မှာကြောင်ရပြီးတော့ယေရှုဖျားကိုကောင်းကင်မှာကျွန်တော်မြိုင်ဝိုင်းထားရတာ မျက်စိနဲ့မြင်ရတယ် ဟုတ် ဝါလက်ခုပ်တီးတော့ဟုတ်တယ်ပြောပါဦး အမလည်းယူပါယုံမြင်ရတယ် ဟုတ် ယေရှုကိုမြင်ရတယ် ဟုတ်ဘယ်လိုမြင်ရလဲပြောပါဦး ကျမအလင်းထူးဆန်းချတဲ့အလင်းတစ်ခုကျမပေါ်မှာတက်ရောက်လာတာမြင်ရတယ်။မြင်ရတဲ့အခါမှာကျမတစ်ခုချင်အဲ့ဒါပါလေဆိုကျမချစ်တဲ့လုံးဝမဖြစ်နိုင်တဲ့အရာဒီကမပတ်ရတော့ပြီးတဲ့အခါမှာလောကရဲ့တစ်ဖက်ကကျမဝါရှင်တန်ကိုဦးဆောင်တဲ့အခါမှာကျမအတန်းဆိုရင်လုံးဝမထွက်တော့ဒီလည်းပဲကျတဲ့လူခံစားဒီမနေ့မှလည်းကျမအတင်းတော့အစီအစဉ်တစ်ခုနဲ့ကျမချစ်ဆိုလို့မရအောင်ကျမအတန်းထွက်ကျမကြောက်အောင်ကျမအဲ့အချိန်မှာဆူတောင်းတယ်အခုအချိန်မှာကျမလေကြောင်းထဲမှာရှာ
လက်ချမ်းရွယ်တွေကလည်းမျက်စိကောင်းမြင်ရဘူးအခုကောင်းမြင်ရတယ်ဒါလည်းကောက်ယူပါရမှာမြင်ရတယ် မျက်စိမမြင်ရဘူးဘလို့မြင်ရလဲအယမ်းမဟုတ်လားနှစ်တန်းနဲ့တော့ဘယ်လိုရှိလဲဟမ်ခုနှစ်နှစ်ကိုးနှစ်လောက်ရှိပြီမဟုတ်နဲ့မျက်မှန်တယ်မျက်မှန်ဒီညမှာတော့လောက်လာအခုလုံးဝလေးမှချက်တော့လေးပတ်ချင်တော့ပြီးကြောင်ပတ်ချင်တော့အခုလိုနေတယ်အရင်တော့အားမမြင်အောင်ပူရှင်းလာဟာလေလုယာကလေးမျိုးမှာဒုတိယအကြိမ်ကျွန်တော်လုပ်တယ်ပထမအကြိမ်တင်နန်းလုပ်တော့ကကျွန်တော်ပြောပါတယ်တင်နန်းကြီးကောက်ပါလို့ပြောတော့အဲ့ဒီကတင်းဦးဆရာတွေကပြောတယ်ငါတို့ကလေးမျိုးမှာတဲ့တင်နန်းလုပ်ရင်တင်နန်းကြီးမပြောနဲ့ထမင်းကျွေးမယ်အကြိုပို့လုပ်ပေးမယ်ဆိုရင်တော့မှလမ်းစိတ်မပေးဘူးလားလို့ပြောတယ်တဲ့ဘသူ home လဲလို့မမေးဘူးတဲ့ဘာကျွေးမှလဲလို့အရင်မေးတယ်တဲ့နော်ဆိုတော့တခါမှတင်နန်းကြီးကောက်လို့မရဘူးတဲ့ကျွန်တော်အားပေးကြတယ်ကျွန်တော်3000တင်နန်းကြီးကောက်မြန်မာပြည်မှာအလကားရတဲ့ခေတ်ကုန်ပြီလို့အဖို့ကပေးရမယ်လို့အာမင်အဲ့ဒါတင်နန်းကြီးကောက်တယ်ပထမနှစ်မှာ3000ကောက်တယ်ဆရာတွေကတချို့ဆိုရင်အိမ်လို့တော့မပြောဘူးကျွန်တော်တို့ပြုံးဆရာကုန်းနေဆိုရင်ဘာပြောလဲဆိုတော့တင်နန်းနီးလာတော့လာမဲ့တူတော့ရှိပါမလားလို့စိုးရိမ်နေဒီဆရာဇော်လင်းအောင်လို့ဆရာထန်တောင်းလို့လှုပ်လိုက်ရင်တော့ဒီလိုပဲဇွတ်ကြီးပဲတဲ့ပထမနှစ်မှာတင်နန်းချေပေးပြီးတော့တင်နန်းတက်တဲ့လူငယ်ပေါင်းမနက်မှာ900ရှိတယ်အာမင်ညမှာ1500ကျော်ရှိတယ်ကလေးမျိုးမှာအာမင်လက်ကုပ်တီးပါအခုဒုတိယနှစ်မှာကျွန်တော်ပြောတယ်နည်းနည်းပါးဈေးတက်လို့3000နဲလုံးနဲလို့9000တက်ပါဆိုတော့အခု9000ဈေးတက်လာတော့အမလီရှိပါမလားလို့စိုးရိမ်တာမနစ်က900ကျော်ဒီနေ့800ကျော်ဈေးရင်ပေးတယ်ညဘက်မှာ2500ကျော်လာတယ်ဟာလေလုယာ Nesselwa conferenceအာမင်ဒီကပြရတဲ့ကမြန်မာပြည်မှာကြီးမမာလို့လုပ်နေတယ်သူပြကလေးမျိုးမှာနော်တကယ်ဘုရားတခင်ကအံ့ဩဖွယ်ဝိညာဉ်တော်သွန်းလောင်းမှုတွေကြီးမားတဲ့နိုးထမှုတွေတဖန်ပြန်ရိုက်ခတ်နေတယ်ဆိုတဲ့အကြောင်းကိုနော်ဒီအခွေအားဖြင့်ဒါဒီဗီဒီယိုကလစ်လေးအားဖြင့်ပြခြင်းနဲ့အရောက်တယ်မှာဘုရားကောင်းကြီးပေးပါစေအာမင်ဆိုတော့တရားမိုးကမှာအဖြစ်ကလေးတစ်ခုပြခြင်းနဲ့တခါကယုံကြည်ခြင်းတအားကြီးတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်အရာရာကိုစွတ်တောင်းခြင်းယုံကြည်ခြင်းနဲ့ပဲဖြတ်ကျော်တယ်သူနဲ့အခန်းကရဲ့ထရံမဲချတဲ့အခန်းကရဲ့နေတာကဖျားရှိတယ်ဆိုတာမယုံတဲ့ယောက်ျားတစ်ယောက်သူကအမြဲတမ်းဖျားကိုဝေဖန်တယ်ယုံကြည်ခြင်းသမားတွေကိုအမြဲတမ်းဝေဖန်တဲ့သူတစ်ယောက်တနေ့တော့အဲ့ဒီယုံကြည်ခြင်းရှိတဲ့အမျိုးသမီးကသူစွတ်တောင်းတယ်တဲ့သူမှပတ်စံတစ်ပြားမှမရှိဘူးစွတ်တောင်းတယ်ကိုတော်သမီးမှပတ်စံတစ်ပြားမှမရှိပေမဲ့ကိုတော်ကအရာခပိန်းတတ်နိုင်တယ်ဒီနေ့သမီးတဲ့ဘဲကင်နဲ့တုံရန်ဟေးထမင်းနဲ့စမင်းစားခြင်းနဲ့ယုံကြည်ခြင်းရှိတဲ့လူကပတ်စံတာမရှိတာခက်တီတီပဲတုံရန်ဟေးနဲ့ဘဲကင်စားခြင်းနဲ့ယေရှုနာမနဲ့ဆုတောင်းပါတယ်လို့အကြီးအကျယ်အော်ဆုတောင်းနေတဲ့အော်ဆုတောင်းပြီးတော့တခါတဲ့သူဆုတောင်းချက်ယေရှုနာမနဲ့ဆုတောင်းပြီးတော့သူအပြင်လဲထွက်လဲတက်လိုက်ပေါ့သူ့ရဲ့အခန်းပေါ်မှာအခန်းရှိမှာ
ဘဲကင်နဲ့တုံရန်ဟေးလာချိထားတယ်ဟာအဲ့ဒါနဲ့ဂျေစုတော်ပဲကိုရောကောင်းမြတ်လိုက်တာလို့ပြောတော့ဘေးနားကဖျားမေရရည်တယ်တဲ့ဘာဖျားကောင်းမြတ်တာလဲအဲ့ဒါငါချိထားတာလို့ပြောတယ်မင်းစုတောင်းတာကြားတော့မင်းဖျားတော့ကြားမကြားမသိဘူးငါကမင်းဖျားကိုစားမင်းကိုလာချိထားပေးတာတဲ့အဲ့ဒါနဲ့အဲ့ဒီယုံကြည်ခြင်းတို့သမီးကနင်းကျွေးတာတေချာလားတေချာတယ်တဲ့အိုးဖျားတခင်တက်ကောင်းမြတ်တယ်ထပ်ပြောပြဟဲ့ငါကျွေးတာနဲ့ဖျားကောင်းမြတ်တာဘာဆိုင်လဲလို့ပြောတော့ဒီနေ့ကျွေးတာထူးဆန်းတယ်တဲ့စာတန်ပတ်စံနဲ့ကျွေးတာအာမင်စာတန်ပတ်စံနဲ့ကျွေးတာဒီနေ့ကတော့တကယ်ရှယ်ပဲဟုတ်ပြီကျွန်တော်တို့တရားသူကြီးမတ်စာခန်းကြီး6တရားသူကြီးမတ်စာခန်းကြီး6အငယ်ဘလောက်ကိုဖတ်စေခြင်းလဲဆိုတော့17 13ရင်ဖတ်ရအောင်တရားသူကြီးမတ်စာအခန်းကြီး6အငယ်17နဲ့17တွေ့ရင်ဖတ်မယ်ခါမီ2လို့ကျွန်တော်အော်ပေးစရာလို့လားချင်းပမာလို့1နဲ့3လို့အော်ပေးစရာလို့လားဘလို့အော်ပေးဖြစ်ပါလေဟုတ်ပြီဆိုတော့ကျွန်တော်အားလုံးဖတ်ရအောင်ခါမီ2ဘိပင်အောင်၌ထိုင်လေသည်ယောရှတာဂိတောင်သည်မိမိစပါးကိုမိကျွမ်းလူတို့မတွေ့စေခြင်းကစပစ်တိနေရာတစားအနားမှာစပါးကိုနယ်လျက်နေ၏ထာဝရဘုရား၏ကောင်းကင်တမန်သည်ကိုထင်ရှား၍ကိုအားကြီးသောအချင်းသူရဲ့ထာဝရဘုရားသည်တင်းနှင့်အတူရှိတော်မူ၏ဟုဆိုလျင်အသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်တဲ့ရောက်ဆောင်ဘုရားကောင်းကြီးပါစေဒါက prophet ပြုချက်နှုတ်ကပတ်တော်ဖြစ်လိမ့်မယ်ဒီထဲမှာလိုအပ်တဲ့သူအတွက်ဘုရားသခင်စကားပြောခြင်းနဲ့သတင်းစကားဖြစ်လိမ့်မယ်အခုနောက်ပိုင်းကျွန်တော်ဘုရားသခင်ပြောခိုင်းတဲ့အရာတွေတိုက်ရိုက်ပြောဖို့အတွက်ကျွန်တော်စက္ကတ်တယ်ဟောနေတဲ့သူတို့ကျွန်တော် prophet ပြုမယ်ဆုတောင်းပေးတာတွေရှိမယ်အရင်တော့ကျွန်တော်တရားဟောချက်တစ်ပုဒ်ဆိုရင်ရန်ကယူဆိုင်တယ်အစမှာဗာပြောမယ်အလယ်မှာဗာပြောမယ်အဆုံးမှာဗာပြောမယ်ရှိတယ်တနေ့ကျွန်တော်တရားဟောနေရင်းနဲ့တရားတော်ဟောတာမဆုံးသေးဘူးဝိညာဉ်တော်ကတိုးထီပြီးအမျိုးသမီးတယောက်ကလဲပြီးတော့အနာရောဂါငြိမ်းသွားတယ်သူကငိုတယ်ဟာလေလုယာကျမ်းမာပြီအော်တော့ကျွန်တော်ဘုရားသခင်ကိုပြောတယ်ကိုတော့ကျွန်တော်တရားဟောချက်မပြီးသေးဘူးလေလို့ပြောတယ်ဘုရားသခင်ပြောတယ်မင်းတရားဟောချက်ကအယမ်းရှည်လို့ငါစိတ်မရှိတော့ဘူးတဲ့အာမင်အဲ့ကလေးကကျွန်တော်တော်တော်လေးနှုံလာရသွားတယ်နောက်တစ်ခါစိတ်ချပါကျွန်တော်ကလူပဲရှည်တာတရားဟောချက်မရှိပါဘူးကျွန်တော်တောင်ကူမှာတခါတရားဟောတော့နည်းနည်း break ပေါက်သွားတယ်ကျွန်တော်လည်း break ပေါက်သွားတော့ကလေးအမေတယောက်ကကလေးကလည်းငိုတယ်ကျွန်တော်ကလည်းဟောတာမပြီးတော့သူကဘာပြောလဲဆိုနင်းကလည်းချိုးလို့မပြီးဘူးတဲ့နင်းပထွေးရလည်းအခုတည်းမပြီးနိုင်ဘူးတဲ့တရားဟောချက်ရှိတာနေတိုင်းပထွေးဖြစ်သွားတယ်အဲ့တော့ပထွေးတော့အဖြစ်မခံဘူးဒီနေ့နော်တူစားပါနော်ကျွန်တော်ရဲ့ခံချက်ရှိပါတယ်တရားတော်ကိုတူဟောတော်သူဟာမင်္ဂလာရှိတယ်အကြောင်းမူကနောက်တစ်ပံခေါ်ဖိတ်ခြင်းတို့ရောက်တဲ့နော်အဲ့ဒါဇော်လီအောင်ဟောရစာခန်းကြီးငယ်တဲ့ဒီအဲ့ဒါရုံးမကြည့်ဒီမှာနံပါတ်1ချက်တင်းကိုတင်ဘလို့ပုံဖော်တယ်လဲဘလို့မြင်နေတယ်လဲဂီတောင်မိထရန်လူတွေရဲ့အောက်မှာဂျုံဖြစ်နေတဲ့အချိန်မှာအဲ့ဒီမိထရန်လူတွေကဘာတွေးအကုန်သိမ်းတာအဲ့တော့သူကဘာလုပ်ရလဲဆိုတော့သူတို့မတွေ့အောင်ခိုးကြောင်ခိုးရဲ့စပားတွေကိုတခါတည်းလှည့်ပြီးစပားတွေနဲ့အလုံးရှုပ်ပြီး तू ကသူ့ရဲ့စားဖို့တောက်ဖို့ဖြည့်ရှင်းနေတဲ့အချိန်မှာကောင်းကင်တမန်တစ်ပါးသူ့ကိုလာထိုင်ကြည့်လူတယောက်ကနော်အလုံးလုံးနေကိုယ်ထိုင်ကြည့်တမျိုးဖြစ်တယ်နော်အဲ့တော့ဒီလူကိုကြည့်တော့မိထရန်ရုပ်တော့မဟုတ်ပင်မဲ့နည်းနည်းမလုံတော့ဂိတောင်ကသွားပြီးတော့ဘာကိစ္စရှိလဲလို့ပြောတော့အဲ့ကောင်းကင်တမန်သူ့ကိုခြေစွန်းကောင်းစွန်းကြည့်ပါပြောလဲဆိုတော့ခွန်အားကြီးတယ်အချင်းစစ်သူရဲ့ကြောက်လို့စပားခိုးကြောင်ခိုးပဲလိနေပါတယ်ဆိုမှကောင်းကင်တမန်တို့မပြောငကြောက်တလောက်တောင်ကြောက်ရလားမင်းဟမ်ငတော့မခေါ်ဘူးကောင်းကင်တမန်လေခွန်အားကြီးတယ်အချင်းစစ်သူရဲ့ဘာဖြစ်လို့ခွန်အားကြီးတဲ့အချင်းစစ်သူရဲ့လို့သူခေါ်လဲဆိုတော့
ဂိတောင်သူ့ကိုယ်သူမြင်နေတဲ့အမြင်ကိုဘုရားသခင်ကမပြောဘူးဖယားသခင်ဂိတောင်ပေါ်မှာမြင်တဲ့အမြင်ကိုဘုရားသခင်ကဖွင့်ပြလိုက်တယ်ဟာလေလုယာလက်ကုပ်တီးပြောင်းချီးမွမ်းရအောင်ညီကောင်မောင်တို့ကျွန်တော်ပြောမယ်ကိုဘယ်လိုမြင်တယ်လဲကျွန်တော်တို့အမြဲတမ်းကန့်သတ်ချက်တွေရှိတယ် Don't limit yourself ဘယ်တော့မှကိုမကန့်သတ်နဲ့ Don't limit your God ဖယားကိုလည်းမကန့်သတ်နဲ့ကိုလည်းဘယ်တော့မှမကန့်သတ်နဲ့ Hallelujah ဒီနေ့တင့်ကိုတင်ဘယ်လိုပုံဖော်လဲဒီနေ့တင်ဆုံးရှုံးတာလေတင့်နှလုံးသားထဲမှာကိုပုံဖော်တဲ့ပုံစံမှန်လို့ဖြစ်တယ်ကိုသူများအထင်သေးတာအရေးမကြီးဘူးတချို့ကလေကိုအထင်သေးနေတာသူများအထင်သေးတာမပြောနဲ့သူများကိုကြောက်ဒီချွတ်တော်သူတွေနှလုံးသားထဲမှာဘာတွေနဲ့ပဲပြည့်နေလဲဆိုလူတွေကိုဘလို့မြင်တယ်လဲဆိုတဲ့အမြင်နဲ့ပဲပြည့်နေပြီးတော့အဲ့ဒီအောက်မှာဖိအားခံရတဲ့ခရိယန်တွေအများကြီးပဲလူတွေတင့်ကိုဘလို့မြင်နေဘလို့ပြောတယ်ဆိုတာဂယုကိုမဆိုင်နဲ့အာမင်တင့်ကိုတင်ဘလို့မြင်တယ်လဲဖယားသခင်တင့်ကိုဘလို့မြင်တယ်လဲအဲ့ဒါသိရေးကြီးတယ်ယေရှုလဝါကတိုင်မှာချိတ်ဆွဲခြင်းခံရတဲ့အချိန်မှာအောက်ကနေပြီးတော့ယောမစစ်သားတွေကျန်တဲ့ပုဂ္ဂိုလ်ဖာရိရှဲတွေကဖယားသားဆိုပြောတော့လေကြီးမိုးကြီးနဲ့ဟိုလူကိုကဲမယ်ဒီလူကိုကဲမယ်ဗိမာန်တော်တော်မှာ3ရက်နဲ့စောင့်မယ်ဘလို့ဖြစ်တာလဲမင်းကအခုကာယာကြီးဖယားသားဆိုစင်ခဲလို့ခေါ်တယ်သူတို့အမြင်ကလဝါကတိုင်မှာကာယာကြီးဆိုတော့ဘယ်တော့မှဖယားသားမဖြစ်နိုင်ဘူးလို့အဲ့လိုမြင်တာကျွန်တော်သာယေရှုဆိုလေလဝါကတိုင်မှာအဲ့လိုချိတ်ပြီးတော့အောက်ကပြောကြည့်မင်းဖယားသားဆိုမင်းတက်နိုင်နေဆိုစင်းကငါတို့ယုံမယ်လို့ပြောကြည့်တခါတဲ့လဝါကတိုင်နေပြုံးတွေ့လာဖြန်းဖေးစိုင်းနဲ့ပြန်ရှောက်ပြန်ကလိုက်ပါမျက်စောင်းအောင်ထူလိုက်ငါညာဘာပတ်နေလဲကျွန်တော်ဆိုလုံးမှာမလုံနိုင်တာမှမဟုတ်တာဒါပေမဲ့ယေရှုလုံလားမလုံဘူးသူများတွေကိုဘာပြောလဲဆိုတာအရေးမကြီးဘူးသူများတွေကိုဘလို့မြင်တယ်လဲဆိုတာအရေးမကြီးဘူးအခုနေသင်ဘလို့အခြေအနေပဲဖြစ်ဖြစ်သင်နှလုံးသားထဲမှာသင်ကိုသင်ပုံဖော်တာသိအရေးကြီးတယ်အာမင်ပြောကြည့်ပါဦးကိုအထင်မသိလက်ကုပ်တီးပါပြောကြည့်ပါကိုဘယ်တော့မှအထင်မသေးဘူးကြည်လေကိုဘယ်တော့မှအထင်မသေးဘူးဘယ်နာလို့ပြောပါကိုမထင်သေးနဲ့လို့အာမင်ဒီနေ့ပြဿနာကဘာလဲလူတွေကလေကိုအရှမ်းအထင်သေးတာဣသရေလလူမျိုးတွေအေဂုတုကနေခေါ်လာပြီးတော့ခါနန်ပြည်နယ်စဲရောက်တဲ့အခါမှာအဲ့ဒီယေရခေါမျိုးကလူတွေကိုတွားကြည့်ပြီးတော့ရက်40ပတ်စုံတိုင်းပြန်လာတဲ့အခါမှာသူတို့ဘာပြောလဲသိလားငါတို့ကနန်ကောင်းနေကိုမြင်တာကောင်းမမြင်ဘူးနန်ကောင်းတယ်ဟိုမှာလူဘလူကြီးတွေကျွန်တော်ပဲညီကောင်မတမန်တရားတချို့ပြရမယ်တကယ်တင်ဟာနန်ကောင်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့နန်ကောင်းလို့မမြင်နဲ့အာမင်နန်ကောင်းဖြစ်နေတာပြဿနာမဟုတ်ဘူးနန်ကောင်းလို့မြင်နေတာပြဿနာအာမင်အခုနေပတ်စံမရှိတာပြဿနာမဟုတ်ဘူးပတ်စံဘယ်တော့မှရှိလာစရာအကြောင်းမရှိဘူးလို့မြင်နေတာပြဿနာနားလို့ဘုရားကောင်းကြီးပါစေအာမင်ကျွန်တော်မိသားစုထဲမှာလည်းအထင်သေးခံရဆုံးပဲကျွန်တော်အဖေကကျွန်တော်အားပေးတယ်မင်းဘယ်တော့မှလူမွေးသူမွေးပြောင်းမှာမဟုတ်ဘူးတဲ့အမျိုးတွေကအားပေးတယ်မင်းလမ်းဘေးမှာတည်ရင်တည်မတည်ထောင်ထဲမှာတည်လိုက်မယ်တဲ့ဟုတ်တယ်သူတို့မြင်တိုင်းကျွန်တော်တကယ်ဖြစ်ခဲ့တာအဲ့နဲ့ကေတင်ကြီးရပြီးတော့အမှုတော်ဆောင်လာတယ်ကျွန်တော်ဘာလို့ခံရလဲသိလားအသင်းတော်ကနေထုတ်ခံရပြန်ရောမိသားစုကနေအထုတ်ခံရပြန်ရောအသင်းတော်မှာတရားဝင်ကြော်ညာတယ်ဇော်လင်းအောင်ယူသွားပြီကျွန်တော်မိတယ်ဘာလို့ယူတယ်လို့သတ်မှတ်တာလဲဆိုဟာလေလုယခဏအော်လို့သူတို့ကဟာလေလုယဆိုတာအယူစကားများထင်လားမသိပါဟုတ်တယ်တချို့ကဟာလေလုယကိုမကြိုက်ဘူးကျမ်းစာဖတ်ရင်တော့မှထာဝရဘုရားသည်ဘုန်းကြီးတော်မူစေတည်းဟာလေလုယဆိုရင်အဲ့ဟာလေလုယကိုကြော်ပြီးဖတ်တာထာဝရဘုရားသည်ဘုန်းကြီးတော်မူစေတည်းဟာလေလုယဒီမှာဂုံးကြော်တရားဆောက်သွားတာ
ဟုတ်လားဂိုင်းနေရလဲတော်တော်ရှုပ်တာအခုလေမြန်မာပြည်မှာအဲ့ပြဿနာဂိုင်းနေရမ်းရှုပ်တာငါတို့ကဘယ်ဂိုင်းငါတို့ကဒီဂိုင်းကျွန်တော်ပြောမယ်ဟေးခမရဟိုဂိုင်းဒီဂိုင်းပြောခမရဂိုင်းစတာလားလို့ဂိုင်းဆိုတာလူဆိုးတွေမဲဂိုင်းကျုပ်တွေကသူတို့ရှိလိုက်သေးတယ်ဂိုင်းကျုပ်တွေငါတို့ကဂိုင်းကျုပ်တယ်ဒီကောင်တို့ကဂိုင်းဆိုတာလူဆိုးတွေဂိုင်းစတာဆိုတာကောင်းတဲ့ကောင်တွေမဟုတ်ဘူးယုံကြည်သူမှာဘာဂိုင်းမှမရှိဘူးအာမင်အဲ့တော့ဂိုင်းပေါ်မှာနေတာမြောက်ပဲရှိတယ်အာမင်လက်ကုပ်တီးပါဗျာတကယ်ဘယ်နာလူပြောဂိုင်းပေါ်မှာမနေနဲ့လို့ဟာလေလုယာအဲ့တော့ကိုဘလို့မြင်တယ်လေအဲ့ဒါသိရေးကြီးတယ်အဲ့တော့ကျွန်တော်အမှုတော်ဆောင်ဘုရားသခင်ခေါ်ခြင်းခံရတယ်အေဝံဂေလိဟောပြီးနေရာတကမှာဟောပြီးပြန်လာတော့ကျွန်တော်ဖေကအိမ်မှာထိုင်ပြီးတော့ကျွန်တော်ကြည့်ကျွန်တော်ဟာလူ3-4ယောက်ပြောင်းလဲတာကောင်းကင်မှာဝင်သွားပြီဆိုတော့တရဖူရမယ်အရန်ပြောပြီးဟာလေလုယာရာပါကျွန်တော်ဖေကကျွန်တော်ကြည့်ပြီးတော့ဆိုလင်းအောင်မင်းဘေးကပြန်လာတယ်ဒီမှာထိုင်အောင်ဆိုတော့ကျွန်တော်ထိုင်အောင်အဖေအမြင့်ဆုံးသောဖခင်ရဲ့တည်င်းကောင်းဟောပြီးပြန်လာတာကျွန်တော်ဖေကပြောတယ်အခုတဲ့ဟိုတယ်မှာတဲ့စပွဲထိုးလူတဲ့ငွေတဲ့အဖေကိုယ်တိုင်ကကျွန်တော်ကိုဘယ်လိုမြင်တယ်လဲဆိုတော့ဒီကောင်စပွဲထိုးတော့ကောင်းလုံနိုင်မယ်လို့မြင်တယ်အခုနေတဲ့လုံရင်ငါမျက်နှာနဲ့မင်းစပွဲထိုးလုပ်လို့ရတယ်လာတိုင်းဒေါ်လာနဲ့ပတ်စံပေးမှာအဲ့ကောင်ဟိုတယ်ကြီးစဖွင့်ငါတော့ဒေါ်လာနဲ့ရတော့ခစ်စားတယ်ကျွန်တော်ပြောတယ်မင်းအခုငါမျက်နှာနဲ့မင်းကိုငါတငယ်ချင်းအလုပ်ခတ်မယ်မင်းဒေါ်လာနဲ့စပွဲထိုးလုပ်နိုင်တယ်ကျွန်တော်ထိုင်နေရနေရှင်းထားလိုက်တယ်ကျွန်တော်အထက်မှာလေမိုးကြိုးအစင်း20လောက်ပြည့်လို့ခံစားတယ်အဖေဒီရုပ်ကစပွဲထိုးလုံးမရုပ်လားအဖေကျွန်တော်ကိုစပွဲထိုးလုပ်ဖို့မြင်နေပေမဲ့ကျွန်တော်စပွဲထိုးလုပ်ဖို့တခါမှအိမ်မတောင်မမှတ်ဘူးဒီရုပ်ကစပွဲထိုးလုပ်ရင်မယုံဘူးသူများစားတော့တရေကြပြီးကြည်မယုံမဟုတ်ဘူးကဘာပတ်ပြီးတရားဟောမှာနိုင်ငံတကာသွားအောင်မှာအာမင်ကျွန်တော်ဖေရန်ခွန်အားရပြီးအိမ်ဘွားမောင်းချလိုက်တယ်မင်းဖယားမင်းကိုကြွေးပါစေဆိုတဲ့ပုံစံမျိုးပေါ့လေအိမ်ဘွားမောင်းချတယ်ကျွန်တော်ဖေကိုယ်တိုင်ကျွန်တော်ကိုတနေ့အောင်မြင်မဲ့အမှုတော်ဆောင်လို့မမြင်နိုင်ခဲ့ဘူးသူမမြင်တာအရေးမကြီးပါဘူးကျွန်တော်မြင်နေတာခတ်တာအာမင်ကျွန်တော်မြင်နေတယ်တနေ့ကျွန်တော်သင်အောင်ဆရာခေါင်းဆောင်နိုင်ငံတကာသွားတယ်သင်အောင်ဆရာဘလို့ပတ်မလဲမသိဘူးအဲ့ဒါတော့လောဆယ်ဘာလို့လဲကဘာလုံးပုံဝေထားတဲ့အိမ်မှာချထားတဲ့နေ့တိုင်းပတ်တယ်ဆရာတော်လင်းအောင်ကဘာပတ်နေတယ်ဘယ်မှာလဲအခန်းထဲမှာကဘာလုံးချတယ်အဖေတင့်ပေါ်မှာဘာမြင်တယ်လဲဆိုတာသွားမခံစားနဲ့အမေတင့်ပေါ်မှာဘာမြင်တယ်လဲဆိုတာသွားမခံစားနဲ့ပဝင်းချင်းတင့်ပေါ်မှာဘာမြင်တယ်လဲဆိုတာမခံစားနဲ့ကိုယ့်ကိုဘလို့မြင်တယ်အဲ့ဒါရေးကြည့်တယ်ဒီခက်တာလေးကျွန်တော်တို့ခရိယန်တွေကစိတ်နှလုံးထဲမှာပုံဖော်တဲ့ပုံစံအနုလက္ခဏာသိများတယ်ကြောက်3ယောမှာဒီလိုပြောတယ်တင်းစိတ်နှလုံးကောင်းစားတဲ့ကဲ့သို့တင်းဒီအရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမြင့်ကြောင်းဆုတောင်းတယ်စိတ်နှလုံးကောင်းစားမှာအရာရာမှာကောင်းစားလာမယ်စိတ်နှလုံးမကောင်းစားရင်အရာမှာမကောင်းစားဘူးဒီခရိယန်တွေမကောင်းစားတာတင်းုံစရာတရားဟောတာမကောင်းလို့မဟုတ်ဒီလူတွေမကောင်းစားတာဟိုမိဘကြောင့်အဖေကြောင့်အမေကြောင့်အရင်းနှီးမရှိလို့ငါတို့ကဟိုဟာကြောင့်ဒီဟာကြောင့်မဟုတ်ဘူးစိတ်နှလုံးမကောင်းလို့စိတ်နှလုံးထဲမှာကျွန်တော်တို့အမြဲတမ်းအနုလက္ခဏာကျွန်တော်သဘောကျတယ်ကျွန်တော်ဝိညာဉ်ဖခင်ဆရာမွန်တောင်းတနေ့ကျွန်တော်တို့စင်ကူမှာတင်တန်းလုပ်ရင်းနဲ့သူနဲ့ကျွန်တော်တခန်းနဲ့အိတ်ခွင့်ရတယ်အဲ့နဲ့တနေ့မနေ့သူအိတ်ရထားလာဒီနေ့ကောင်းချီးရမယ်သဝင်ခံတော့ကျွန်တော်ကကိုယ့်ရဲ့ဝိညာဉ်ဖခင်ဆရာဆိုကျွန်တော်အရှာတဘောသူတို့ဘာလုပ်လဲစံစာဘလို့ဖတ်လဲစုဘလို့တောင်းလဲသူတို့ဘလို့ခံယူအမြဲတမ်းကျွန်တော်ကလေအသေးချလေ့လာတာအဲ့နဲ့သူကျွန်တော်ကြည့်နေဆရာဘာဖြစ်လို့ဆရာဒီနေ့ကောင်းကြီးရမယ်ပြောလို့ကျွန်တော်အိမ်မက်မက်တယ်တဲ့ဆရာမွန်တောင်းဟာဟုတ်ကဲ့ဆရာဘလို့အိမ်မက်မက်လဲဆိုခွေးကြိုက်ခံရတယ်လို့အိမ်မက်မက်တယ်တဲ့ကျွန်တော်နားမလဲကျန်းသာထဲမှာခွေးကြိုက်ခံတဲ့အိမ်မက်မက်ကောင်းကြီးရမယ်ဆိုလည်းမပါဘူးကျွန်တော်တော်စဉ်းစားတယ်မေးရမှလည်းအားနာတယ်ဒါပေမဲ့ तू ကတော့ဝမ်းသာနေတာဟာလေလုယာလို့ဟာရေချိုးပြီးပြန်ထွက်လာတော့ကျွန်တော်သူ့ကိုမေးတယ်ဆရာတခုလောက်မေးလို့ရမှာမေးပါခွေးကြိုက်ခံရတာနဲ့ကောင်းကြီးနဲ့ဘာဆိုင်လဲလို့
အဲ့ဒါဆရာဘလို့အနက်ပြန်တယ်လေဆိုသူကစဉ်းစားကြည့်လေကိုစော်လင်းအောင်လေခွေးကြိုက်ခံရတဲ့ဆိုအ ਨੇ ဆုံးတော့ယော်ကြီးရမှာပေါ့တဲ့အဲ့ဒါလေဟုတ်တာပဲအဲ့ဒါကျွန်တော်သူ့မေးတယ်ဆရာသားဆိုရင်ဆရာအိမ်မက်တွေကိုဘလို့ဘာသာပြန်လဲဆိုတော့သူကဘာပြောလဲဆိုတော့ကိုစော်လင်းအောင်တဲ့ကျွန်တော်ကဘာအိမ်မက်ပဲမနဲ့ကြရင်ပတ်စံဝင်မယ်ဒါပဲတဲ့လက်စလောဘာသာပြန်တော့တကယ်ကြိုက်သွားတယ်ကျွန်တော်တို့ကမဟုတ်ဘူးညတိုင်းအိမ်မက်ပတ်တဲ့မွေးမြင်စိတ်ထဲမှာမကောင်းလို့သွားပြီမွေးရပါမယ်ဘာအတိတ်ပဲလဲဘာညာဒီကကျန်းစာတွေပဲထားပြီးတော့မွေးအတိတ်ပဲလိုက်ရှာမဟုတ်ဘူးသင်ပါအိမ်မက်ပဲမပဲသင်ကကောင်းကြည့်ရမယ်တဲ့အာမင်နောက်တစ်ခါဆရာပြောတာအရင်ခွန်ရရတဲ့တစ်ခုရှိသေးတယ်ချင်းထုံးစံနဲ့အိမ်မှာအဲ့လိုကြွက်တွေရှောက်ပြေးတယ်ဆိုရင်တဲ့အမျိုးတွေကတယောက်သေးမယ်လို့ဒါခံစားတယ်ဒါတို့ချင်းထုံးစံနဲ့တနေ့ကျတော့သူ့အိမ်မှာကြွက်တွေရှောက်ပြေးတော့တဲ့သူကြည့်ပြီးတော့ဟာဘယ်သူများသေးမလဲမသိဘူးလို့စဉ်းစားမိတယ်တဲ့အဲ့နဲ့ရုတ်တရက်ဝိညာဉ်ကဒင်းဆိုစကားပြောတယ်ဆရာမုံတောင်းအဲ့လိုကြွက်တွေရှောက်ပြေးတယ်ဆိုတာတဲ့ကြွက်တွေမိတ်လိုက်ကြတာတဲ့သူတို့ကပြောပြီးမင်းအိမ်မှာမိတ်လိုက်တာကိုမင်းကစိတ်ဆင်းရဲသလားတဲ့သူများပြောတာကိုကြည့်ပြီးမင်းစိတ်ဆင်းရဲလားဆိုတော့ဟုတ်တာပဲတခါတည်းအသွေးကောပြောင်းသွားတယ်ဒီကောင်မတော်မကျွန်တော်ပြောမယ်မိတ်ဆွေအိမ်မှာကြွက်တွေရှောက်ပြေးတာနဲ့ဝမ်းနေစရာရောက်လာဘာမှမဆိုင်ဘူးပြောကြည့်ပါဦးဆိုင်ကိုမဆိုင်ဘူးအာမင်နော်ချင်းတောင်မှာထုံးစံရှိတယ်အခုအမေရိကရောက်သွားပြီးတော့ထုံးစံနဲ့သိမှမလို့ကျွန်တော်ပြန်ပြောပြမယ်ချင်းတောင်တို့ကလေးမျိုးကကျွန်တော်ပြန်ပြောပြမယ်ကျွန်တော်ကရားမှာ၄နှစ်နေခဲ့တယ်ပြီးခဲ့တဲ့ကောက်ကျွန်တော်လာတော့ချို့နေရာမှာကရားလူမျိုးတွေကကျွန်တော်ကရားမှာနေခဲ့တယ်ဆိုတော့အရင်ခွန်အားရတယ်ဘာယေရှုအကြောင်းမှမပြောသေးဘူးယွာတွေအကြောင်းပဲပြောတာအလှငွေရတယ်ကျွန်တော်လူတွေကမေးတယ်ဆရာဘာတွေအကြောင်းပြောတယ်ကျွန်တော်ယွာတွေအကြောင်းပဲပြောတာအရင်ခွန်အားရတယ်တို့ကကျွန်တော်ယေရှုအကြောင်းမပါသေးဘူးယွာအကြောင်းပဲပြောတာအလှငွေရတယ်ဆိုတော့ဟုတ်ပြီကလေးဒီချင်းတောင်မှာထုံးစံရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့တကယ်လို့တရွာနဲ့တရွာတဲ့ဒီတော့နော်အတီးရွက်တွေတွားပြီးတော့ရောင်းဝယ်လုပ်တာလေဟိုဘက်ဒီဘက်မြင်အောင်မြင်နေရပြီမဲ့3ရက်လောက်လမ်းလျှောက်ရတယ်ပလိုင်းလွယ်ပြီးလမ်းလျှောက်ပြီးတွားကြတာ3ရက်လမ်းလျှောက်ပြီးကိုရောင်းမဲ့ရွာရောက်တော့မယ်ဟိုမှာမြင်နေရပြီတောင်ပေါ်ကနေကြွက်လေးတကောင်ပြေးစင်းသွားရင်တဲ့အဲ့လက်ကြီးမကောင်းနဲ့ပြန်လဲရတာစဉ်းစားကြည့်3ရက်လမ်းလျှောက်ပြီးပြီပလိုင်းကြီးလွယ်ပြီးကြွက်လေးတကောင်ဖြတ်သွားတာနဲ့ဟာအခြေအနေမကောင်းပြန်လဲတော့ဒါပေမဲ့တဲ့အရန်လဲတဲ့ချင်းတွေရှိတယ်တဲ့အဲ့ဒီကြွက်ကိုရအောင်ရှာပြီးတောင်ပေါ်ပြန်မောင်းတင်တယ်ကြွက်ကတောင်ပေါ်တက်တယ်ဆိုရင် lucky ကောင်းတယ်အဲ့နဲ့ရှူတော့မောင်းတက်သွားတယ်ကောင်းပြီတော့ပြန်သွားလိုက်တယ်ဘယ်ရမလဲကြွက်တောင်မှချင်းနေတွေထွက်ပြေးရတယ်ဟုတ်လားတချို့လည်းပါပြောလေဆရာတဲ့ဒီနေ့ညာဘက်မျက်ခုံးတုတ်တယ်ဘာဖြစ်မလဲတဲ့မျက်ခုံးပဲလုံမှာပေါ့အကျော်တစ်ချမ်းတည်သွားရင်လှုပ်သေးလားမလှုပ်တော့ဘူးလေလှုပ်တယ်ဆိုတာကောင်းတာလားမကောင်းတာလားကောင်းတယ်အသက်ရှင်သေးတယ်ဆိုရင်လက္ခဏာမျက်ခုံးမကလို့တကူလုံးပဲလှုပ်လို့ကျွန်တော်ဟာကောင်းကြည့်ရမယ်တဲ့အာမင်လက်ကုပ်တီးပါဘယ်ကြောင့်တင်ကိုတင်ဘလို့ပုံဖော်တယ်လဲဆိုတာတိတ်အရေးကြီးတယ်အဲ့နဲ့ကျွန်တော်မိသားစုကလက်မခံတော့လမ်းဘေးရောက်သွားတယ်အဲ့ဒီနေ့ဖူဂိုစ်မှာကြောင်းတက်ခွင့်ရတယ်ကျေးဇူးတော်ကြောင့်မိသားစုကလက်မခံမဲ့ဖူဂိုစ်ပဲလက်ခံသေးတယ်တော်သေးတာပေါ့မိဘလက်မှတ်တွေပဲမတောင်းလို့အဲ့ဒါနဲ့ကျွန်တော်အဲ့ဒီမှာရောက်သွားပြီးတော့6လကြောင်းတက်တယ်ပြီးတော့တစ်နှစ်နေလေအဝင်ကလေးသွားဖို့စက္ကန့်ခံရတယ်အဲ့ကျွန်တော်ဘယ်ကိုအရင်ပို့လိုက်လဲတော့3လမန္တလေးပို့လိုက်တယ်မန္တလေးဆိုမြန်မာပြည်အလဲပိုင်းဥဒီမှာဆင်မပူကိုင်းနဲ့ကျွန်တော်အတူတာဝန်ကြတာကျွန်တော်ထင်တော့ကြထားမှာတော့တလန်းလုံးစဉ်းစားတာတရားဟောမယ်ခရုစိတ်လုပ်မယ်လူနာတွေဆူတောင်းပေးမယ်နတ်ဆိုးတွေမောင်းထုံးတလန်းတော့အတကုံစိတ်ကူးရင်ပြီးသွားတာ3လတခါမှတရားမဟောရအောင်မိုးလင်းတာနဲ့ရေပုံးတပုံးရဲ့အဝတ်စုပ်ရဲ့ကြမ်းတိုက်ရတာကျွန်တော်စဉ်းစားတယ်ငါစက်ကတာကြမ်းတိုက်ဘူးလားအေးဝင်ကလေးဟောဘူးလားမိုးလင်းတာ9နာရီဆိုကြမ်းတိုက်နေပြီခါအိုးရာပါပါရှိတာအိမ်မှာတော့မလုပ်ဘူးရာပါပါအဖွဲထဲမှာကျွန်တော်အကောင်ကြီးဆုံးဆိုတော့သူများတက်ပို့ပြီးရေထမ်းရတယ်မနှက်ညာစပိန်အပင်ချကျွန်တော်တောင်းမယ်အ
ကောင်ကြီးလို့3 လမှုတော်ဆောင်တယ်တယောက်တည်းရှိတဲ့ home sale မှာတော့တရားပေးမဟုတ်တည်းရှိတာတခါတလေကျွန်တော်ပေးဟောရင်တိတ်ကောင်းပဲလို့စဉ်းစားအဲ့လည်းပေးမဟုတ်တတိလည်းပေးမခံ3 လလုံးဘာလို့ရလဲဆိုတော့လေမန္တလေးကညီမပြည့်အလေပိုင်းမလားဧည့်သည်တွေကရန်ကုန်ကလာရှိုးကလာမူးစ3 လလုံးစပိန်နဲ့လိုက်ပို့ရတာအခုဒီမှာဝါရှင်တန်ဒီစီဆရာကျင်နိုးလည်းပါသေးတယ်အဲ့ဒါနဲတာယူမဟုတ်ဘူးအဲ့ဒါကိုစပိန်နဲ့တင်အဲ့တော့ तू ကအာမနာဘူးအနောက်ကမေးခွန်းမေးလိုက်သေးတယ်ဟိုအဘလို့ဖြစ်လဲဒီမှာဟုတ်ကဲ့ဆရာ3 လလုံးယထာဂိတ်ကားဂိတ်ဟိုဂိတ်ဒီဂိတ်သူများကျွန်တော်ပြောတယ်ပွဲစားလို့ထင်တာ3 လလူတွေကပြောတယ်ဆရာဇော်လေးအောင်တရားရောဟောတတ်ရဲ့လားမသိဘူးဟာတွားရောကမ်လုပ်တယ်မိဖို့ကြောင့်မှာမိသွေးထုတ်တွေထမ်းပြီးတော့ကော်ဖီတွေဖြောရတယ်သူများအမှုတော်ဆောင်မှမသိတော့ဟဲ့ချလိုက်လာအောင်လို့ခေါ်တာကော်ဖီတိုက်ပေးအောင်ဆိုဟုတ်ကဲ့ခါတဲ့စပိန်နေအဲ့ဒီဘဝကိုရောက်သွားတယ်ဒါပေမဲ့လူတွေကျွန်တော်ဘယ်လိုမြင်တယ်လဲဆိုတာရေးမကြည့်ဘူးကျွန်တော်ကိုကျွန်တော်မြင်တာတနေ့ကဘာကျော်တရားဟောဆရာဖြစ်လာမယ်ဘလောက်ပဲအောက်ဆုံးအရာတွေလုပ်ပြီးလူတွေကပြောတယ်ဟာအရန်အောင်မြင်တော့လူတွေစိတ်ဝင်စားတယ်ဆရာတကောက်ဆိုရည်ရတယ်လူတယောက်ကကျွန်တော်လာနှုတ်ဆက်တယ်ဟာဆရာအရန်အားကြတယ်ဘာညာပြောတော့အဲ့လူကိုကျွန်တော်ကောင်းကောင်းသိတယ်ကျွန်တော်မန္တလေးမှာစက္ကတ်တုံးကလေပါစကျွန်တော်ပြောခဲ့တာ तू ဟာထမင်းကျွန်တော်မနှက်လို့ဆိုအသေးလည်းညှိုးထိုးပြီးဆဲဟုတ်ကဲ့ तू ကကျွန်တော်မမှတ်မိဘူးကျွန်တော်က तू မှတ်မိတယ်အဲ့တုံးကလေဟုတ်ကဲ့ခံစားခဲ့ပြီမဲ့အခုတော့ကျွန်တော်အကြီးကျယ်နှုတ်ဆက်ဆရာစော်လေးအောင်တရားဟောကောင်းကျွန်တော်ဘာမှမပြောသေးခက်တီနဲ့နေတာဟာ तू အားကြပြီးတော့ကျွန်တော်သူ့ပြောတယ်ကျွန်တော်နည်းနည်းမှမမှတ်မိဘူးတခါမှမမှတ်မိဘူးအခုမှပထမဆုံးချိန်လွန်ခဲ့တဲ့10 နှစ်တုန်းကလို့ကမ်တစ်ခုအဲ့ဒီမြို့မှာတွားပူတယ်တဲ့အဲ့ဒီကမ်မှာကျွန်တော်ပါဝင်တယ်အဲ့ဒီမှာလေလို့ထမင်းချက်တဲ့ကလားလေးလို့ပါလို့ကောင်းလေးမှတ်မိလားလို့စဉ်းစားတယ်မမှတ်မိဘူးခမည်းလေးလက်ညှိုးငေါ့ထိုးပြီးစူခဲ့တဲ့တယောက်များမရှိဘူးလားစဉ်းစားတယ်အေးတယောက်ကတော့စူမိအဲ့ဒါကျွန်တော်ပဲကျွန်တော်ခမည်းအခုအရန်အားကြနေတယ်ကျွန်တော်တချင်းတော့ခမည်းလက်ညှိုးလေးလူတွေတင့်ကိုဘာပြောရဲဆိုတာရေးမချဘူးအာမင်လက်ညှိုးထိုးတဲ့သူတွေရမယ်တနေ့ကျရင်တင့်ကိုလက်ကမ်းကြိုးလိမ့်မယ်အရေးကြီးတာကိုဘလို့မြင်တယ်လဲဆိုတာရေးကြည့်တယ်လက်ခုပ်တီးပါဦးဟာလေလုယာ3 လပြီးတော့အေးဝင်ကလေးတော့ကျွန်တော်အေးဝင်ကြီးကောင်းတယ်ကျွန်တော်လိုက်သွားရောအဲ့ဒီကျိန်စာပါလားမသိဘူးတရားမဟောရပြန်မြို့တစ်မြို့ရောက်သွားတယ်တီးတဲ့အတိုင်းပဲအမှုတော်စကားစားလေတရားဟောဖို့ပဲအချိန်လုံးချောင်းနေတာအကြီးအကျယ်ဆက်ကတ်တယ်အဲ့မြို့မှာ4 ရက်ခရုစေးလုပ်တယ်3 ရက်လုံးကျွန်တော်တို့ရဲ့ခေါင်းဆောင်တရားဟောတယ်အဲ့ဒီမြို့ကလူရ100လောက်လာတယ်ဘလောက်တောင်မာတယ်လဲဆိုတော့လေမာအေးတော့အဖေခေါ်ရတယ်ဘလောက်ဟာလေလုယာအော်ရင်သူနဲ့မဆိုင်တယ်လို့ပဲဟိုဘာပြောရည်စရာပြောလဲမရည်ငိုစရာပြောလဲမငို3 ရက်ခရုစေးလုပ်တာမတုံမလောက်အစီမြတ်ရဲ့ဇီးုံတောင်းနေလို့ပဲအဲ့တိုင်းပဲနောက်ဆုံးကျွန်တော်အဖွဲ့ခေါင်းဆောင်တော်စီတဲ့ကြသွားတယ်နောက်ဆုံးညစကန်ဒီမှာအဖွဲ့လိုက်ဆူတောင်းရင်းနဲ့သူလည်းဆူတောင်းရင်းနဲ့သူ့ထဲမှာဖျားနှိုးဆိုရထင်ပါတယ်ဇော်လင်းအောင်နင်းဒီညတရားဟောမလားလေးလားဆောက်ခဲ့ရတာဒါပေမဲ့အရှိမတခါဟုတ်ကဲ့ဟောမယ်လို့ပြောရင်တိတ်ခါကြလို့ရပါတယ်ဆရာမရဲ့ဆရာမပြောတယ်ဆိုတော့နာခံရမှာပေါ့ဆရာမရဲ့ကျွန်တော်အစင်တက်ပါပဲအဲ့နဲ့ဆူတောင်းကြတယ်ပြီးတော့အိမ်ထဲပြီးကောက်ချီငါချင်းရောက်ပြီချီအိမ်ထဲမှာဆက်တယ်ကိုတော့မတုံမလုံးအစင်မြတ်ပြုံးနဲ့ဇီးုံတောင်းနေတင်းညာကိုတော့ရွှေ့ပြပါကိုတော့မရွှေ့ကျွန်တော်ရွှေ့ပြီဒါပဲဆူတောင်းချက်ကခက်တီးပဲအဲ့ညမှာကျွန်တော်ဝင်လာတယ်အန်ဟောစရာဘယ်တော့ကောင်းလဲတရားဟောချက်ကနာယူကပဲဘာတွေဟောတယ်လဲကျွန်တော်လည်းမမှတ်မိတော့မှတ်မိတာတခုပဲအရန်អော်ပလိုက်တယ်အဲ့ဒါနဲ့အော်ပြီးဥပဒေပဲပြတရားဟောရင်းနဲ့ဖြစ်ချင်တော့လေအိမ်ညမှာလေအမျိုးသမီးတယောက်သူတောင်းခံမှုလာတာအဲ့အမျိုးသမီးက
ဒုတိယတန်းမှာထိုင်တယ်ကျွန်တော်ကအပေါ်ကနေအာရပါပထမဆုံးအချိန်ဆိုသိတယ်တက်ရန်တက်ကြွတယ်ကြက်ဖာကြီးပေါ့လေနော်ဟိုဘက်ဒီဘက်ပြေခါတကုံအော်ဟာလေလုယာလို့အော်ထည့်ပလိုက်တာကျွန်တော်ပါဇက်ထဲကသတို့ရလေမျိုးချဖို့မေ့နေတဲ့သတို့အလုံးလိုက်ထွက်သွားတယ်ဒုတိယတန်းမှာထိုင်နေတဲ့အမျိုးသမီးက तू ကအဲ့မှာလေပူတယ်ဆိုတော့လက်ပြက်ဝတ်တာလက်မောင်းမှာအလုံးလိုက်အထွေးလိုက်ဘတ်ဆိုတော့ကတ်တယ်ဒီမှာသူစီးလာကျွန်တော်လည်းတရားဟောတာတက်မဟောတော့တစောင်းပြသွားတယ်အလာရှက်လိုက်တာကျွန်တော်လေးဖျားတဲ့ခင်ကိုပြောတယ်ကိုတော့ကောင်းကင်တမန်နေဘာလို့မဖမ်းထားတာလဲပေါ့လေဒီနေရာမှာကောင်းကင်တမန်နေအာမကိုရဘူးဘလို့ပြမမသိဘူးတမန်ကျမအကြီးကျကျွန်တော်ဟောတယ်လူတွေကလည်းအတကုံအားရတယ်ဟိုအမျိုးသမီးလည်းဖြစ်ကျွန်တော်ဇရွေးလုံးဝမတော့ဘူးအဲ့ဒီအမျိုးသမီးကလည်းနည်းနည်းပတ်တော့ဝေးတော့တော်သေးတယ်အဲ့ညကျွန်တော်တရားဟောတယ်ဟောလဲဟောပြီးတော့အော်တာကောခေါ်တယ်မိနစ်3ရက်ကပြီးခဲ့တဲ့တုန်းကမထွက်တဲ့လူတွေအကုန်လုံးထွက်လာတယ်အနောက်မှာလေထိုင်ကုန်မဲကြံခဲ့တယ်အာမင်လူနာတွေစတောင်းပြီးဒါပေမဲ့အဲ့ဒီကသူများသာပြောတာကျွန်တော်မပြောဘူးကိုကိစ္စနဲ့ကိုစရီထွေးခဲ့မိဘူးမှာပထမဦးဆုံး experience အဲ့ဒါနဲ့ကဲတတိခံမှုခေါ်ဆိုတော့ထွက်လာပြီးတော့အခုနအမျိုးသမီးတွေထွက်လာတယ်ကျမတဲ့ဒီနေ့ဒီကိုလာတာကျမဒီဘက်လက်က2လ3လလောက်ရှိပြီကြိုက်နေတာတဲ့ဘာစိတ်ကူကူမပြောက်ဘူးတဲ့အဲ့ဒါနဲ့စွတောင်းခံမှုလာတဲ့အခုနဟိုဆရာငယ်လေးကတရားဟောရင်းနဲ့သူ့ပါဇက်တွေကတကူထွက်လာတယ်တဲ့ကျွန်တော်အဲ့ဒီအချိန်မှာဟိုကြားထဲရောက်နေပြီပြန်ပြေးဖို့နောက်ဆုံးညဆိုမနေ့ပြန်ပြေးတော့မှကြားထဲမှာအဲ့တကူကကျမလက်ကိုထိပြီးတော့တဲ့အခုကျမလုံးဝကျမ်းမာသွားတယ်တဲ့အဲ့ဒါကျွန်တော်ကြားထဲထွက်လာဟာလေလုယာအော်ဆရာကောင်းတယ်အဆက်ကွဲမဲ့ကိစ္စတော်မှာကောင်းကြီးမင်္ဂလာဖြစ်ပြောင်းပလိုက်တယ်အာမင်တင်ကိုတင်ဘလို့မြင်တယ်လဲဆိုတဲ့အမြင်ကလေအဆက်ကွဲမဲ့ကိစ္စတော်မှာကောင်းကြီးမင်္ဂလာဖြစ်ပြောင်းပလိုက်တယ်ဒီနေ့အဆက်ကွဲတာသူများကြောင့်မဟုတ်ဘူးကိုယ့်အကိုအထင်သေးလို့ငါဘာမှမဟုတ်ပါဘူးမြန်မာလူမျိုးတွေဆိုပိုဆိုးတယ်ငါဘာမှမဟုတ်ပါဘူးငါဘာမှမလုပ်တတ်ပါဘူးအဲ့လိုပဲထင်တာအခုငါအချင်းတွေကိုကြည့်အောင်ငါအလုပ်ကိုကြည့်အောင်ငါရဲ့ supervisor ကိုကြည့်အောင်ငါပတ်စံဝင်ငွေကိုကြည့်အောင်ငါရဲ့အိမ်ကိုကြည့်အောင်ဘာလို့ရှောက်ကြည့်ခိုင်းနေတာလဲအဲ့ဒါလေးကြည့်တော့ဘာလို့မလုပ်လဲအာဗြဟံဆိုတဲ့နာမည်ပဲရှိတော့သူ့မိန်းမကလေးမွေးတော့ဆာရာတော်အသက်ကြီးသွားတယ်ဘလောက်ပဲအာဗြဟံစူးစမ်းမထူကြတော့ဝမ်းပြေးသွားပြီသူလည်းတည်သွားပြီကိုမလည်းအသေးတယောက်ကိုတယောက်ကြည့်မဖြစ်နိုင်တော့ဖျားတကယ်အာဗြဟံမင်းအိမ်ထဲကထွက်ကိုတော့ဘာလို့အိမ်ထဲကထွက်မှာလဲတယောက်ညနာတယောက်ကြည့်စိတ်တကြနေထွက်အဲ့ဒီအဖွားကြီးကိုကြည့်မင်းပဲတော့မှစိတ်တကြမှာမဟုတ်ထွက်လာတယ်လူချင်းမင်းကိုမင်းလည်းမကြည့်နဲ့အဲ့ဒီအဖွားကြီးလည်းမကြည့်ပတ်ဝန်းကျင်လည်းမကြည့်အချင်းလေးထွက်ခဲ့အိမ်ကြီးထွက်လာတယ်ဘာလို့မှလည်းကိုတော့စိတ်တကြပါလဲဆိုမှအပြင်ဘာလို့ခဏနဲ့ခေါ်ထုတ်တာလဲကောင်းကင်ကိုကြည်စမ်းကောင်းကင်မှာကြယ်တွေရှိတယ်ဘာဖြစ်လဲရည်စမ်းအလုံးရှိမရှိကိုင်းမရှိအိမ်မှာကိုယ့်ကိုစိတ်ညစ်ပါလဲဆိုမှဘယ်လိုကြယ်လာရည်ခိုင်းရတာလဲနဲတဲ့ချိန်မို့1 2 3 4 5နာပြန်ရတော့ဟာအာကိုတော့မရည်လို့မရဘူးမင်းစိတ်တကြစရာတွေကြည်ပြီးတော့မင်းဒုက္ခရောက်မဲ့ဟာတွေကြည်ပြီးတော့မဖြစ်နိုင်တဲ့ကြည်ပြီးစိတ်တကြမဲ့စားအဲ့ကောင်းကင်ကကြယ်တွေကြည်စမ်းမရည်နိုင်တဲ့ကြယ်တွေတနေ့ငါသားသမီးတွေဖြစ်လာမယ်မင်းကငါအဲ့ကောင်းကင်ကြယ်တွေပဲသားသမီးတွေငါပေးမယ်ဟာလေလုယာလက်ခုပ်တီးပါဘုရားသခင်မင်းနာမည်ဒီနေ့အာဗြဟံလို့ခေါ်မယ်မင်းအများဆိုသူရဲ့အဖဖြစ်လာမယ်ကိုယ့်ကိုထင်စမ်းပါကိုယ့်ကိုမြင်စမ်းပါငါကလေးမြတ်နဲ့အဖိုးကြီးမဟုတ်ဘူးငါမိန်းမကလေးမြတ်နဲ့အဖွားကြီးမဟုတ်ဘူးငါအချင်းနေဘယ်တော့မှကလေးမရပဲမျိုးဆက်မရှိပဲသေမှာမဟုတ်ဘူးကောင်းကင်ကျဲလို့မရမယ်အာမင်အခါတည်းကျွန်တော်တို့ကနည်းနည်းလေးကောင်းကြီးမရနဲ့စိတ်သက်ကြတယ်တနည်းဒီကံလို့မရနဲ့စိတ်သက်ကြတယ်ညီကောင်မတို့ပြောချင်တယ်ဘာဖြစ်လို့ကြားတယ်လဲဒီလားကောင်းကြီးမင်္ဂလာကြီးလို့ဖြစ်တယ်ကြီးရင်ကြားတယ်တေးလေးတွေမြင်တယ်ဟုတ်တယ်ကြီးရင်ကြားတယ်ကျွန်တော်တာဖာနေအောင်ကျွန်တော်တာចောင်းသွားတိုင်းစိုက်ကယ်နဲ့သွားတယ်သူကအေးတာယာနဲ့တောင်ကြီးထိအနည်းဆုံးနိုင်ကွက်စိုက်ကယ်စီးရတယ်မိုးရွာပြီဆိုရင်အကုန်ဆိုးတယ်သားနဲ့သမီးကចောင်းသွားရင်
အမြဲတမ်းမိုးသွားရင်လည်းမိုးရွာပြီးဆိုတယ်ကြောင်းရောက်ရင်အင်ကြီးပြန်လဲပေးရတယ်အေးတယ်ပြန်လာရင်လည်းကြီးပြန်ဆိုတယ်မိုးကလည်းအမြဲတမ်းကြောင်းသွားခံဒီမှာရွာတယ်ကြောင်းပြန်ခံဒီမှာရွာတယ်နေ့လယ်မှာမိုးမရွာအောင်ယေရှုနာမနဲ့စီးတိုင်းလည်းမရအောင်အဲ့တိုင်းရွာတာပဲကျွန်တော်သားတနေ့တော့လာပြောတယ်ပပတဲ့ကားလို့ခြင်းနဲ့ကားနဲ့သူများတငယ်ချင်းတွေကားနဲ့ကြောင်းလာတာသားလည်းကားလို့ခြင်းဟုတ်ပြီကျွန်တော်သူ့ကိုပြောတယ်ဘာကားလို့ခြင်းလဲသမီးကိုမေးတယ်ဘာကားလို့ခြင်းလဲသူတို့လို့ခြင်းနဲ့ကားတွေပြောကြတယ်တောင်းမယ်ဖျားတခင်မတတ်နိုင်တာမရှိပပရဲ့ငွေအခြေအနေနဲ့ပြောရင်ကားဆိုအယုတ်ကားတော့မဝင်နိုင်ဘူး remote control ကားတွေဘာတော့မရအောင်နော်အချင်းနေတကယ်ပြောတာအချင်းနေသူများတွေကလက်ကုန်ရင်ထုတ်เสียလစာရှိတယ်ကျွန်တော်ကနှစ်20ရှိပြီအမှုတော်ဆောင်တာဘာလစာမှမရှိဘူးလက်ကုန်ရင်ထုတ်เสียရှာပဲရှိတယ်ရှင်းတယ်ကျွန်တော်အတင်းတော်ကလည်းကျွန်တော်မထောက်ပံ့နိုင်ဘူးကျွန်တော်အတင်းတော်ကိုပြန်ထောက်ပံ့နေရတယ်ဒါကြောင့်ဘယ်တော့မှအတင်းတော်မျောကြည့်စရာအကြောင်းကိုမရှိဘူးတိပိသားတိပိသားအတင်းသားတွေကလည်းကိုယ့်တက်အခြေအနေစိုးတယ်ကိုတည်တယ်ကြောင့်ဖျားတကယ်မျောကြည့်ကြတာနှစ်20သားသမီးပဲမင်းယုံနေမလားယုံနေမလားငါတို့စိတ်ကူးကြည့်အောင်ငါတို့ပုံဖော်ကြည့်အောင်ငါတို့ကိုယ့်အကူကားမရှိတဲ့မိသားစုကားမဝယ်နိုင်တဲ့မိသားစုလို့မပုံဖော်ငါတို့ကားအကောင်းစားကားတော်မှလေမြန်မာပြည်စက်မှုစုံထုတ်လုံးဝမစီးဘူးစိတ်ကူးမရင်နဲ့လေးဘိန်းကအရက်4မိနစ်တနေရာစီသွားတယ်သူကမြန်မာပြည်ကအဲ့လိုမျိုးစက်မှုစုံထုတ်ကအလကားပေးတော့မယူဘူးဂျပန်ကဖြစ်ရမယ်လုံးဝအစင်မြင်ရမယ်မော်ဒယ်မြင်ရမယ်မြန်မာပြည်မှာပထမဦးဆုံးစီးတဲ့အုံနာဖြစ်ရမယ်ဆွတောင်းကြတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဆွတောင်းပြီးတာနဲ့ကားပါကင်ထိုးဖို့နေရာရွေးကြတယ်ဘယ်မှာကားပါကင်ထိုးမလဲဒီနေရာမှာကားပါကင်ထိုးဟုတ်ပြီအဲ့တော့လည်းကားပါကင်ထိုးဖို့နေရာအကြီးကျယ်ဘယ်နားနေဘယ်တော့ကားဘယ်လောက်ရှိတယ်ခါနောက်နေရာစပြီးငါတို့ဒီနေရာမှာမဖြတ်ဘူးငါတို့ရဲ့မြင်ထားမယ်ဒီမှာကားရထားတယ်ဒီနားကိုရောက်တိုင်းမှာငါတို့ကြော်သွားမယ်ဘောတူကြတယ်အဲ့ဒါလည်းတကယ်ကျွန်တော်လမ်းလျှောက်လို့ဟိုရာပါအဲ့ဒီကားပါကင်နေရာမှာကျွန်တော်ဖြတ်ပြီးကျွန်တော်ပပဘာဖြစ်လဲကားနဲ့မလွတ်ဘူးအော်အေးဟုတ်ပြီဒီနေရာမှာငါတို့ကားရမယ်ကားဝင်နိုင်ဖို့အခြေအနေနည်းနည်းမှမနှီးဆက်ဘူးယုံကြည်ခြင်းနဲ့ကျွန်တော်ဘာစဝယ်လဲသိလားကားထဲမှာထည့်တဲ့ရေမွေးစဝယ်မလေးရှားသွားတော့ကားရေမွေးရောင်းတဲ့ကောင်တာမှာကားရေမွေးယူတော့ကျွန်တော်တပည့်လေးကကျွန်တော်မေးတယ်ဆရာတဲ့ကားဝယ်ပြီးပြီလားတဲ့ရှာမရှိနဲ့ယုံကြည်ခြင်းနဲ့ဝယ်နိုင်တာအရင်ဝယ်ထားတာလို့ကားလာရင်ထဲလိုက်ရုံပဲအာမင်ခပ်တီပဲကျွန်တော်စိုက်ကယ်မဝင်နိုင်ခင်တော့လေကြားမှာနေတာစိုက်ကယ်မဝင်နိုင်ခင်တော့ကြားမှာလေကျွန်တော်4နှစ်နေခဲ့တယ်ရွာပေါင်း60ကျော်တော်တော်စင်းရဲတဲ့ရွာတွေကျွန်တော်အေးဝင်နေသွားတယ်တနင်္ဂနွေနေ့မိုးတွင်းဆိုရင်တချို့နေရာတွေကလမ်းမပေါက်တော့ဘာလို့ လဲစိုက်ကယ်ကိုလမ်းတိတ်မှာထားပြီးတော့အဲ့ဒီကနေပြီးတော့3နာရီလောက်လမ်းလျှောက်ရတယ်အဆူကတောင်းချက်နော်ကျန်းစာအုပ်ကိုခါကြထိုးဖက်တစ်ဖက်ကိုဒီမှာစွတ်လဲကြရင်ထောက်ဖို့လေးနော်အရင်တော့ယူပေါင်နဲ့မှမြင်တာနှစ်တိုင်နဲ့ကုတ်နဲ့တရားဟောဖို့အခုလို့ဆိုပစိုးကတောင်းချက်ဟိုမှာကျန်းစာအုပ်ခါကြထိုးဒီမှာဖက်နဲ့ဖြို့ခါအိုရာပါရမ်ဘာရာဘာရာ3နာရီလမ်းလျှောက်ဟိုလေရောကဘွက်ကပေါင်ရင်းတိရှိတာလေရေတွေဆေးချောက်မှာပရိဆောင်ရှိကစရေဆေးချောက်ပစိုးခါလေဖြီလိုက်ကိုပစိုးကလေ3နာရီလောက်ခြီထားတယ်ဆိုတော့လေကာလေးဖြစ်သွားတယ်ကောင်းဝင်လို့ပဲလိုက်ကာလေးလို့လဲဆွဲလည်းမရတော့မီးဘူးကလည်းမရှိဘူးဆိုအဲ့ကာလေးတွေပဲတရားဟောတယ်အဇမ်းမိုက်တယ်အဲ့တော့လည်းတရားဟောအောက်ကလူတွေလည်းခွန်ဟောရင်းနဲ့နင်းခဲ့တဲ့ဘွက်တွေကရားတယ်လေစက်ပြားနဲ့ဗာနဲ့ဆေးခဲ့ဖခင်တခင်မင်းတို့ချစ်တယ်နော်ယေရှုခရစ်တော်မင်းတို့ကယ်ခဲ့တယ်နော်အတကုံကိုအမေကိုတလုံးကဒီလိုမျိုးနဲ့အသက်ရှိမလို့စိတ်ကူးမရင်ကဘာပတ်ပြီးတရားဟောမယ်လူတွေအားလုံးကောင်းချီးရတဲ့ဘဝတရားကိုပေးဦးမယ်ကြရားဒီမှာကျွန်တော်အလူငွေပေးတာတရားဟောပြီးအရန်ခွန်အားရလို့ဆိုအိမ်ပေါ်တက်သွားပြီးတော့စာလာအိတ်တွေဆွဲချလာတယ်အဲ့ထဲမှာဘူးဒီတခွာဒီခရမ်းဒီဖယုံဒီစာလာအိတ်တွေမှာအပြည့်ကျွန်တော်အလူငွေရတာသူများလို့စာအိတ်နဲ့မရဘူးကျွန်တော်စာလာအိတ်နဲ့ရတယ်အဲ့ဒီစာလာအိတ်တွေကိုကြည့်အရန်ဝမ်းတာကဘာအချမ်းသာဆုံးမှုတော်ဆောင်ကဘာအချမ်းသာဆုံးမှုတော်ဆောင်
အခုလို့ဆိုဘူးဒီတခွားဒီပေါ့လေတနေ့ကောင်းကြီးမင်္ဂလာရတဲ့ကာလရောက်လာမယ်ငါဘဝဒီတိုင်းမတလုံးမဖြစ်ဘူးယုံကြည်ခဲ့အဲ့အချိန်မှာချို့တော့လာရင်တလမှာ1000လုံးမဝင်တဲ့နေ့ရှိတယ်ဒါပေမဲ့ဘယ်တော့မှစိတ်တမကြောက်ကျွန်တော်ဇနီးပေါင်းနဲ့ဝင်ခံတယ်ယေရှုနာမနဲ့ငါတို့ကကြွယ်ဝတဲ့ယေပရောဟိတ်မျိုးဖြစ်တယ်ကဘာကိုပတ်ပြီးတသနာပြုအောင်မယ်ကိုပိုင်လေးရင်ဝဲအောင်မယ်အကြီးကျယ်ဝင်ခံခဲ့တယ်အဲ့အချိန်မှာကိုပိုင်စပိန်တော့မရှိဘူးတောင်ကြီးသွားတော့ပထမအောင်ဆုံးပါလို့ယုံကြည်ခြင်းနဲ့စိုက်ကယ်ဝယ်မယ်လို့ကြွေးကြော်ပြီးတော့တစ်ပတ်တွင်မှာတောင်ကြီးသွားတော့စိုက်ကယ်အုတ်ထုတ်သွားဝယ်တယ်4500ကျွန်တော်လိုက်ပို့တဲ့လူကဆရာတဲ့စိုက်ကယ်ရှိလားမရှိဘူးယုံကြည်ခြင်းနဲ့ဝယ်နိုင်တာအရင်ဝယ်ထားတာလို့စိုက်ကယ်လာတာနဲ့အုတ်ထုတ်ဆောင်ပြီးမောင်းယုံမယ်နေ့တိုင်းစိုက်ကယ်အုတ်ထုတ်ဆောင်ပြီးအိမ်ရှိမှလမ်းလျှောက်တယ်ဟာလေလုယာကိုတင်ဘလို့ပုံဖော်တယ်ငါစိုက်ကယ်လည်းမရှိဘူးကားလည်းမရှိဘူးအမျိုးလည်းမရှိတာပြောရင်ပုံမရှိဘူးပဲမရှိတာများကြွားနေတယ်ရေးတယ်စဉ်းစားကြည့်ခက်တခင်ပထမနေ့မှာဘာပန်းစင်းလဲကဘာဦးကျန်ခန်းကြီးတက်မှာပထမနေ့မှာဘာပန်းစင်းလဲဘာဖြစ်လဲခရီးရန်ပြီးသားလေအဲ့ဒါကြောင့် focus ပဲရန်နာမည်ကြီးတာပထမနေ့မှာအလင်းပန်းစင်းတာစိတ်ညစ်တယ်ငါစိတ်ရှည်တယ်နော်အစအဦးလိုက်ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဒက်ခံရတယ်အဲ့ဒါတပိုင်းခရီးရန်အကုန်ရောအဖတ်ပလိုက်တာအဲ့ဒက်အတိပဲအဲ့ဒီမှာတပိုင်းနောက်မှဘုရားသခင်ကပထမနေ့မှာမောင်မိုက်ချင်းပြည့်နေတဲ့ကဘာကြီးထဲမှာအလင်းဖြစ်စေအဲ့ဒါဒီမှာနေမောင်မိုက်ကြီးထဲမှာဘုရားသခင်ကရက်နေပြီးတော့အခြေအနေကဘာဖြစ်လဲမောင်နေတယ်ပြောကြည့်ပါဦးအခြေအနေကမောင်နေတဲ့ဒီမှာဘုရားသခင်ကဒီလိုပြောမယ်မောင်လိုက်တာလို့ပြောရင်ပူမောင်လာမယ်အယားမောင်နေအယားပူမောင်လာမယ်အယားမောင်နေကျွန်တော်ကလေရှင်းထဲမှာမိစိုးစကားကိုရန်သဘောကြသူကစကားပြောရင်အသက်ပါတယ်မြို့ငါချစ်တယ်လို့ယူမပြောကတ်ထိန်လုံးကျူစုံစုံကမငါချေသူကတ်ထိန်လုံးကျူစုံစုံကမငါချေပြောလိုက်ရတယ်မြို့စုံစုံကမငါချေအော်အဲ့ဒါရန်သဘောကြတာကျွန်တော်ငငယ်လေးကမီဆိုးတွေနဲ့ပေါင်းလာတာနော်ဆိုတော့ကျွန်တော်စုံနေမီဆိုးတွေရောလူဆိုးတွေအကုန်ပေါင်းလာတာကျွန်တော်ကောက်စင်အော်စတြေးလျမှာကျွန်တော်နဲ့ဆရာတန်းတောင်သွားတဲ့ cruise မှာကျွန်တော်မသိဘူးတခါတည်းအဲ့စကားပြောလိုက်တာမီဆိုးစကားဖြစ်ကျွန်တော်တဝက်လောက်ကမီဆိုးဖြစ်နေတာအော်ရန်ခွန်ရပြီမီဆိုးလို့လာပြောတလုံးမနားမလဲဆိုတော့တဲ့ကိုတဲ့ဘလို့ပုံဖော်တယ်ငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးငါဖြစ်မှာမဟုတ်ဘူးငါမှအရေးချင်းမရှိဘူးငါမသိဘူးကိုယ့်အကူအမြဲတမ်းပုံဖော်တယ်မသိတာတော့ထုံးစံပဲအဲ့ဖျက်သခင်ကမောင်မိုက်နေတဲ့ကဘာကြီးထဲမှာမောင်လိုက်တာလို့မပြောအဲ့ဒီအမောင်ရဲ့စန့်ကျင်ဘက်ကိုစပြီးတော့တွေးခေါ်တယ်ဒီအမောင်ထဲမှာဒီအမောင်နဲ့စန့်ကျင်ဘက်တဲ့ရှိတဲ့အရာရှိရင်သိကောင်းပါပဲအဲ့ဒီအလင်းကအဲ့ဒါကိုအလင်းလို့ငါခေါ်ပြီးတော့အဲ့ဒီမောင်မိုက်ချင်းဒီအားလုံးကိုပိုင်းခြားနေတာတခုလေးရှိသိကောင်းပါပဲဒါကြောင့်အဲ့ဟာကိုအလင်းဖြစ်စေလို့အမိန့်ပေးလိုက်တယ်ဟာလေလုယာဟာလေလုယာငါမလုပ်နိုင်ဘူးငါမတတ်နိုင်ဘူးငါမဖြစ်နိုင်ဘူးငါနေမကောင်းဘူးအဲ့ဒါပဲပြောနေတဲ့၍သင်ဘယ်တော့မှနေကောင်းမှာစားချောင်းမရှိတော့အခြေအနေကတော့ဟုတ်တယ်နေမကောင်းဟုတ်တယ်အခြေအနေကတော့လုံးဝစိတ်တကြစရာကြီးဟုတ်တယ်အခြေအနေကတော့ကိုယ့်ကိုကြည့်ဘလို့မှအားရစရာမရှိဘူးyou know what မြန်မာအတန်မြောက်ရုံမြင့်တန်ကြားမှာချင်းဆိုဖို့မလွယ်ဘူးပထမအဆင့်အတန်ရင်ပို့ရတယ်သချင်းသွင်းထားပြီးတော့အဲ့ဒါကိုနားထောင်ပြီးတော့အောင်ပြီးဆိုရင်လူတွေးစစ်တယ်တစ်ခေါက်လူတယောက်ကအရန်သချင်းဆိုတာယူတော့အတန်ပို့လိုက်တော့နားထောင်ကြည့်တော့ဟာရန်ကောင်းတယ်လူတွေးမယ်ဆိုလိုက်တော့အဲ့လူကတွတွေးပြီးတော့သချင်းဆိုပြဒိုင်နေကကြည့်ပြီးတော့မှတ်ချက်ရေးပေးတယ်ဆိုလို့မရဘူးမှတ်ချက်ရေးပေးတယ်အဲ့မှာနံပါတ်1မှတ်ချက်ကဘာလဲဆိုတော့ရုပ်ရည်အားနေတယ်နံပါတ်2အားနေချက်ကဘာဆိုအ
အများပြည်သူအားပြသရမသိတော့ကြည့်ရုပ်ရည်အားနေတယ်ဆိုတော်သေးတယ်အခုကအများပြည်သူအားပြသရမသိတော့ဟုတ်တယ်ဗျာစိတ်နာဖို့ကောင်းတယ်ဘလောက်ဒါပေမဲ့အဲ့လူကစိတ်မနာအကောင်းဆုံးကြိုးစားတော့မြန်မာပြည်မှာနာမည်ကြီးဆိုတော့ဖြစ်လာတယ်ညီကိုမောင်နှမတွေပြောခြင်းတယ်လူတွေဘလို့တင့်ကိုတတ်မှတ်တယ်လဲဆိုတာရေးမကြည့်ဘူးတင်မိပါတယ်တင်ကိုဘလို့တတ်မှတ်တယ်လဲဆိုတာရေးမကြည့်ဘူးဒီနေ့ဣသရေလမျိုးတွေသူတို့ကိုနှံကောင်းလို့တတ်မှတ်တယ်ငါတို့ကနှံကောင်းလေးပဲငါတို့ကဘယ်တော့မှသုံးစားလို့ဒီကောင်တွေအရှိမငါတို့ကနှံကောင်းပဲတစ်ချက်တော့ဖိလိုက်ရင်ငါတို့သွားပြီးသေပြီးဆိုအတကောင်ကြောက်ပြီးဖျားသခင်ကိုအပြစ်တင်တယ်ဟိုယောရှုနဲ့တော့တခါတည်းအကာလက်ကိုအပြစ်တင်တယ်ခဲနဲ့ပြစ်မဲ့လုပ်တယ်အဲ့ဒါနဲ့ဖျားသခင်ကနှစ်40တော်တဲ့ပတ်ခိုင်းလိုက်တယ်နှစ်40ဘာလို့တော်တဲ့ပတ်ရလဲသူတို့ကိုသူတို့မြင်တယ်အမြင်မမှန်လို့ခရိယန်တွေဘာလို့တော်လေနေလဲကိုမြင်တဲ့အမြင်မမှန်လို့သူတို့အရန်ကြောက်တဲ့နှစ်40တောလေပြီးတော့အသက်40အောက်တွေကိုဖျားသခင်ပြန်ခေါ်ပြီးယောရှုနဲ့ကာလပြီးပြန်ခေါ်တဲ့အခါသူတို့အရန်ကြောက်တဲ့အဲ့ဒီရေခေါမျိုးကြီးဘာနဲ့ပဲပြိုလဲသိလားကျွေးကြော်ခြင်းနဲ့ပဲပြိုချသွားတယ်ညီကောင်မလို့ကျွန်တော်ပြပြခြင်းတယ်ကျွန်တော်ခါလီလောကမှာအရန်ကြောက်တဲ့ဟာတွေကလေတကယ်ကြောက်စရာမကောင်းပြီးနာလို့ပြောပါတကယ်ကြောက်စရာမကောင်းဘူးအာမင်အာမင်လောကကြီးထဲမှာကြောက်စရာကောင်းဆုံးလောကကြီးထဲမှာတကောရှိဆုံးကဘုရားသခင်တပါးတည်းပဲဘုရားသခင်နာမကပ္ပစက်ပုံကြည်ပါစေဒီမှာကြောက်ရွံ့နေတဲ့ခိုးကြောင်ခိုးဝက်စပားလေ့နေတဲ့ဂိတောင်ကိုဘုရားသခင်ကသူ့ရဲ့သတင်းစကားယူလာတယ်အဲ့ဒါကပါလေခွန်အားကြီးတဲ့အချင်းစစ်သူရဲ့ထာဝရဘုရားသည်တင်နဲ့အတူရှိတော်မူ၏ဘာဖြစ်လို့ခွန်အားကြီးတဲ့အချင်းစစ်သူရဲ့တယောက်လို့ဘုရားသခင်မြင်တယ်လေဂိတောင်ရဲ့အရေးချင်းကြောင့်မဟုတ်ဘူးဂိတောင်ပွဲရပညာတတ်လို့မဟုတ်ဘူးဂိတောင်ကျမ်းစာကြောင်းဆင်းလို့မဟုတ်ဘူးဂိတောင်မိသားစု background ကောင်းလို့မဟုတ်ဘူးနှုတ်ကပတ်တော်ကဒီလိုပြောတယ်လိုက်ဆိုပါထာဝရဘုရားသည်တင်နဲ့အတူရှိတော်မူ၏ဘယ်သူတူရှိလို့လဲဘယ်သူတူရှိလို့လဲဟေးဘုရားရှိရင်အားရှိလားရှိလားဘုရားရှိရင်အားရှိလားဘုရားရှိရင်အားရှိလားဘုရားရှိရင်ပညာရှိလားဘုရားရှိရင်ပတ်စံရှိလားကျွန်တော်ပြောမယ်လောကကြီးမှာကျွန်တော်မရှိရင်အရေးမကြီးဘုရားမရှိတာမှအရေးကြီးတာဘုရားရှိရင်အားလုံးရှိလာမယ်အာမင်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘဝမှာတခြားမှာမရှိရင်အရေးမကြီးဘူးငါမှာအမျိုးမရှိဘူးကောင်းတဲ့အမျိုးတွေငါမှာအရင်နည်းမရှိဘူးငါမှာပညာမရှိဘူးငါအင်္ဂလိပ်စာကောင်းကောင်းမတတ်ဘူးအရင်မရှိဘူးအရေးကြီးတာဘုရားရှိဖို့အာမင်ဘွဲလက်မှတ်တွေရှိဖို့မဟုတ်ဘူးကောင်းတဲ့မိတ်ဆွေတွေကတင်းအရင်နည်းတွေပေးဖို့မဟုတ်ဘူးလူတွေတစ်ခါပေါက်ကိတ်ကဘေးနာလူတွေပဲကြည့်ပြီးတော့စီးတဲ့ကြတတ်တယ်ကြတော့မဟုတ်ဘူးကျွန်တော်တို့ ਨੇ ဘုရားအတူရှိရင်အနာဂတ်မှာဘာမှဆိုဖြစ်လာမယ်ဟာလေလုယာတခါတလေဘာလို့အားငယ်နေသီလားကို့အဖေဘသူလဲကို့အဖေဘယ်လောက်တတ်နိုင်တယ်လဲလို့ကျွန်တော်တို့မသိလို့ကျွန်တော်ငယ်တုန်းကလေကျောင်းမှာခဏခဏငိုခဲ့ဘူးလေဘာလို့ငိုလဲသီလားတငယ်ချင်းတွေကသူတို့ရဲ့အိမ်ကပစ္စည်းတွေယူလာပြီးတော့ကြွားလို့ TV ဂိမ်းတွေယူလာတယ်ဟိုဖုန်းတွေယူလာတယ်တခြားကစားစရာတွေယူလာတယ်အယုတ်တွေယူလာရင်လေသူတို့အယုတ်တွေမြင်တိုင်းကျွန်တော်အိမ်သားထဲမှာသွားခိုးငိုတယ်သူအယုတ်ယူလာနဲ့ကျွန်တော်ငိုတာဘာဆိုင်လဲကျွန်တော်သိတယ်ကျွန်တော်အဖေကဒါမျိုးအယုတ်တစ်လုံးဝယ်ပေးနိုင်အောင်ကျွန်တော်အဲ့ဒီအယုတ်တွေမြင်တိုင်းမှာအရန်အားငယ်တယ်ဟာငါအဖေကတော့ငါ့ကိုဘယ်လောက်ချစ်ဒါမျိုးအယုတ်တော့ကျွန်တော်အဖေမတတ်နိုင်ဘူးဆိုတော့ကျွန်တော်ကောင်းကောင်းသိကျွန်တော်အိမ်သားထဲမှာသွားငိုတယ်အကြီးကျယ်ငိုတယ်ပြီးမှခတိနဲ့တုတ်ပြီးမှဟန်ဆောင်ပြီးလာနေတယ်အဲ့ဒီသူများရှိရသူများသားသမီးတွေရှိရသူတို့အဖေမေဝယ်ပေးတဲ့အယုတ်တွေမြင်တိုင်းကျွန်တော်ငိုရကြေကွဲရဘာလို့လဲကျွန်တော်အဖေဘသူလဲဆိုကျွန်တော်ကောင်းကောင်းသိတယ်တနေ့တော့ကျွန်တော်သမီးနဲ့သားအင်္ဂလိပ်ကျောင်းမှာတက်တာတနေ့ကျွန်တော်သမီးကပြန်ရောက်လာတော့ကျွန်တော်ပြောတယ်ပါတဲ့ဒီနေ့တငယ်ချင်းတယောက်က iPhone ကျောင်းကိုယူလာတယ်ဟဲ့တဲ့လာကြွားတယ်တဲ့ဒီမှာငါဖုန်းပါညာလာကြွားတော့အဲ့ဒါကျွန်တော်စိတ်ထဲမှာချက်ချင်းဒင်းဆိုအနာဟောင်းပေါ်လာတယ်ငယ်တုန်းကကျွန်တော်သူများပစ္စည်းတွေ့တင်ငယ်တဲ့စိတ်ပေါ်လာတော့ကျွန်တော်သမီးကိုအဲ့လိုခံစားမယ်ထင်လို့သမီးဘယ်လိုခံစားလဲဘာပြောလိုက်လဲပြောတော့သမီးကပြန်ပြောလိုက်တယ်နင့် iPhone ကတိတိလေးငါဖေးရဲ့ iPhone ကဒီလောက်ကြီးရှိတယ်
ကျွန်တော် iPad ကို तू က iPhone လို့ထင်တာလေအဲ့နဲ့ तू ကအဲ့ဒါကိုကြည့်ပြီးနင် iPhone လေးများတည်လေးငါအဖေ iPhone ကတော်တော်ရှိတယ်ဟိုတကယ်ချင်းဟုတ်လားတဲ့အဲ့တော့ကျွန်တော်သမီးဘာဖြစ်လို့တိမ်မငယ်လဲဆိုတော့သူ့အဖေဘာတူလဲသူကောင်းသိတယ်သူ့အဖေမှာရှိတဲ့ဟာသူကောင်းသိတယ်အာမင်ဒီကျွန်တော်အားပေးခြင်းနဲ့မိတ်ဆွေတင်းရဲ့ကောင်းကင်ဘုံအဖခင်ဘလောက်တတ်နိုင်တယ်လဲဆိုတာသိဖို့လိုတယ်ဟာလေလုယာဟာလေလုယာပြောကြည့်ပါဦးဘုရားသခင်တတ်နိုင်တယ်ကျဲကျဲလေးဘုရားသခင်တတ်နိုင်တယ်အာမင်ဘုရားသခင်သင်ဘက်မှာရှိပြီးတော့သင်အတွက်ဘာမှဆိုလုပ်ပေးမယ်တနေ့ကျွန်တော်ရန်ကုန်မှာဟိုတယ်တဲတော့ကျွန်တော်သားအဲ့တော့2နှစ်3နှစ်ပဲရှိလမ်းလျှောက်တဲ့ခါစားလျှောက်သွားတဲ့ခါစားကျွန်တော်ကလေးထိန်လဲကြတော့သူ့အမေကကိစ္စတစ်ခုနဲ့အမျိုးသမီးတို့နဲ့စကားပြောတော့ကျွန်တော်ခေါ်သွားပြီးဟိုတယ်ရဲ့ဒီကစားတဲ့ဒီသူတို့ထိုင်တဲ့နေရာမှာကျွန်တော်ကလေးချပြီးကျွန်တော်ဖုန်းသုံးပြီးသူ့ကြည့်ကလေးကရှောက်သွားဟိုဟာဆွဲဒီဟာဆိုကျွန်တော်ကြည့်နေတာကြားထဲကနေအဲ့နဲ့ तू ကရှောက်သွားနေချိန်မှာအဲ့ဒီမှာအမျိုးသမီးတယောက်ဝန်ထမ်းတယောက်ထင်ပါတယ်ကလေးကိုတွေ့တော့ကလေးကဟိုတီးရွက်ဆွဲဒီတီးရွက်ဆိုတော့စူဖို့ तू ထွက်လာဘယ်ကကလေးလဲပေါ့လေနော်စူဖို့ပါဇက်ကလည်းပြင်ထားပြီးတော့ခြုံထွက်နေပြီတခါမျက်နှာလည်းနီးစူဖို့လို့ကျွန်တော်ကချက်ချင်းတွေ့လိုက်ဟာအချင်းနေမကောင်းတော့ငါသားအဆူခံတော့ဂျားရဲကနေချက်ချင်းထွက်ပြီးတော့ကလေးကိုသွားဆွဲဖို့ तू ကစူဖို့မရှိတော့ကျွန်တော်ထွက်လာတာလည်းမြင်ရောဟေးချစ်စရာလေးအာနာပါနာနဲ့နိုင်ွက်ချီပေးတယ်ကျွန်တော်လည်းမှတ်ထားဆိုလွတ်ထားပေးလိုက်ရတဲ့ခါကြည့်ဒီကလေးသူ့ရဲ့အချီအနေနဲ့ဆိုသူအဆူခံသူအဟောက်ခံရတော့မှာဒါပေမဲ့သူ့အနောက်မှာသူ့အဖေမတ်တရက်တာနဲ့အချီနေအလုံးအပြောင်းသွားတယ်တင်းနောက်မှာတင်းဖျားတင်းဖခင်မတ်တရက်တာနဲ့အချီနေအလုံးပြောင်းသွားမယ်ဟာလေလုယာအခုအချီနေကအတီမဟုတ်ဘူးညီကောင်မောင်နှမတွေအခုဖြစ်နေတဲ့ပြဿနာကအတီမဟုတ်ဘူးအခုကြုံနေတာအားလုံးကအတီမဟုတ်ဘူးအဲ့ဒါကိုသိစေချင်တယ်ကိုယ့်အကိုပုံဖော်စမ်းမှာဘယ်လိုလောက်ထိဖော်မလဲတနေ့ကျရင်ငါ့ကိုတမရတွေကလာတွေ့ရမယ့်ပုံကိုဖြစ်လာမယ်ကုမ္ပဏီပိုင်ရှင်ဖြစ်လာမယ်လေရင်နဲ့အစင်းလိုက်ပိုင်တဲ့ပုံကိုဖြစ်လာမယ်အခုကဘယ်လိုပဲပုံဖော်လဲစပွဲတို့ဖြစ်လာမယ်စပွဲတို့ထဲမှာခေါင်းဆောင်လေးဖြစ်မစိုးပါဘူးကြည်တာတော့မှကုမ္ပဏီပိုင်ရှင်ရဲ့ထိုင်ကုန်မကြည့်ရဘူးစူပါဗိုက်ဇာထိုင်ကုန်မျက်စောင်းထိုးတယ်အဲ့လောက်ဆိုမစိုးပါဘူးကြည်မှကြည်တော့ပိုင်ရှင်ကြည်တယ်အာမင်ကျွန်တော်ပုံဖော်တာတိတိလေးပုံဖော်ကျွန်တော်လင်မြန်းနေအောင်ဆူတောင်းတယ်ကျွန်တော်ဘယ်တော့ယုံကြည်ပြီးပုံဖော်လဲဆိုကျွန်တော်စောင့်မဲ့အိမ်အခုတော့အိမ်မရှိသေးဘူးဒါပေမဲ့ကျွန်တော်အတွေးခေါ်ထဲမှာအိမ်စောက်ထားတယ်မြင်တာတနေ့ကျွန်တော်စောင့်မဲ့အိမ်ရလေနန်းတော်လိုပဲကြီးတယ်ကျန်းပြင်းကိုပစ်လည်းမခင်းဘူးတစ်တွေလည်းကုန်ညီမဒီမှာမရှိတော့ဘူးเนาะခင်းမယ်ဆိုလည်းမရှိတော့เนาะတစ်လည်းမခင်းဘူးအုပ်လည်းမခင်းဘူးခောက်ရွှေခင်းမယ်ရွှေအစစ်ခင်းမယ်တချို့ကလည်းဆရာစော်လေးအောင်ဘာတွေလျှောက်လုပ်တာလည်းမသိဘူးရွှေတအိမ်လုံးခင်းဘာဖြစ်လို့ခင်းမလဲလားပြီးအတင်းသားတွေအိမ်ကိုခေါ်လဲပြီးတော့နင်းတာလေ့ကျင့်ခိုင်းမယ်ကောင်းကင်မှာရွှေခင်းလန်းလျှောက်ရမှာလေဟုတ်တယ်မလားအဲ့တော့ဒီမှာ practice မရှိဟိုမှာဒုက္ခရောက်မှာဟုတ်တယ်မလားကိုယ်အတင်းသားတွေဟိုရောက်မှာအဆက်တွေကွဲဟာလေးဘတ်ထားရွှေဆိုပြီးတော့မှဝမ်းရတွေမောက်နေဒုက္ခရောက်မှာတာအဲ့တော့လေ့ကျင့်ကန်လာအတင်းသားတွေအချီပြီးစိတ်အချီတယ်အမေရိကရောက်တော့အခုမှတည်တယ်တဲ့မဖြစ်နိုင်ဘူးတဲ့အမေလိုများယုံကြည်ခြင်းတက်လာမလားဆိုအခုမှတည်တယ်ကျွန်တော်ပြောမယ်ခင်ဗျားတက်တုံးတာကြောက်တုံးမဲ့ကြံတော့တယ်အမေရိကန်နိုင်ငံတယောက်ပို့ဆောင်ပေးတဲ့ဖခင်ဘာမှဆိုလုပ်ပေးမယ်ခင်ဗျားဟောဟာလေလုယာဟာလေလုယာပြောကြည့်ပါဦးဖခင်တက်နိုင်တယ်
ငါဖျားတတ်နိုင်တယ်ငါဖျားတတ်နိုင်တယ်ကိုယ့်ကိုပုံဖော်တဲ့ကမှာကိုယ့်အရေးချင်းနဲ့ပုံမဖော်နဲ့ဖျားအတူရှိတယ်အဲ့ဒီတိုင်းပဲပုံဖော်ပြလိုက်ကျွန်တော်နိုင်ငံတကာသွားဖို့မဖြစ်နိုင်ပါဘူးအင်္ဂလိပ်စကားမတတ်ဘူးကျွန်တော်အင်္ဂလိပ်စကားကျွန်တော်တော့တစ်ခါလေးနားမလဲဘူးဒါပေမဲ့အထင်မသေးနဲ့နော်ကျွန်တော်အသင်းတော်မှာနိုင်ငံခြားဧည့်သည်လာတိုင်းကျွန်တော်ဘာသာပြန်တာဒါပေမဲ့အသင်းသားတွေတစ်ခါလေးပြောပြီးသားဒီနေ့ခင်ဗျားတို့ကောင်းကြီးခံစားရတယ် double anointing ဆိုတာအဲ့ဒါပဲ तू ကအင်္ဂလိပ်လိုဟောမယ်ကျွန်တော်ဗမာလိုဟောမယ်တပြိုင်နက်တရားဟောချက်နှစ်ပုတ်ကြားမယ်ဘလောက်မိုက်လဲစဉ်းစားကြည့်တကယ်ပဲ तू ပြောရင်ကျွန်တော်ပြောတော့အားလုံးဝါကနေဝိုင်းပြီးတော့ခုအင်္ဂလိပ်ကစဉ်းစားတယ်ဟဲ့ငါပြောတယ်မှာဟာတာမပါဘူးတဲ့နည်းနည်းပိုကောင်းအောင်လုပ်ပေးလိုက်တယ်လို့အာမင်နောက်ဆိုကျွန်တော်အသင်းသားတွေကအင်္ဂလိပ်လာရင်ဆရာပဲပါလာပြန်တယ်ဆရာပြန်တာပိုကောင်းတယ်တဲ့သူများပြန်ရင်နားမလဲဘူးတဲ့ဘယ်နားလဲမလဲဟိုတိုက်ရိုက်ပြန်တာဟိုကိုကတရားဟောချက်ဟောပလိုက်တာကျွန်တော်ကလေးမျိုးသားတဲ့ဝသိခဏခွန်အားရသူကပါမုတ်ရောင်းတဲ့ဆိုင်မှာလောက်တာသူ့ဆိုင်မှာပါမုတ်၃မျိုးရှိတယ်အညံ့စားအကောင်းစားအလဲလက်စားအကောင်းစားတတိ foreigner တွေကလာပြီးတော့ပါမုတ်ကိုရှင်းပြပါဘယ်လိုလဲဆိုတော့သူခက်တီနဲ့ရှင်းပြတယ်အညံ့စားကိုလက်ညှိုးထိုးတယ် this one good အလဲလက်စားကိုလက်ညှိုးထိုး this one good good အကောင်းဆုံးလက်ညှိုးထိုး this one good 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 ရှင်းပြလိုက်ပါမုတ်၃မျိုးရောင်းတယ် good 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 foreigner okay လို့ဝယ်သွားတယ်မထားစကားအာမင်ဒါကြောင့်ကိုဘလို့ပုံဖော်ပုံဖော်စမ်းပါတနေ့ကုမ္ပဏီတွေပိုင်မယ်တနေ့ဖျားသခင်အန်အော်ဘီယာဘုံထင်ရှားတဲ့စီးပွားရေးသမားအမှုတော်ဆောင်ဖြစ်လာမယ်တနေ့ငါဝေါ်ရှိနေတာဖြစ်လာမယ်တနေ့ musician ဖြစ်လာမယ်တနေ့တားစင်မျိုးစကောင်းကြီးခံစားတဲ့ပုဂ္ဂိုလ်ဖြစ်လာမယ်အာမင်ကိုယ့်ကိုပုံဖော်တာရောက်ဒီနေ့ဂိတောင်ကိုဘုရားသခင်ကခွန်အားကြီးတဲ့အချင်းစစ်သူရဲလို့ခေါ်တာသူ့ကိုယ်သူအခြေအနေပေါ်မှာမမြင်စေခြင်းဘူးဖျားမြင်တဲ့ပေါ်မှာမြင်စေခြင်းတယ်ဒီနေ့ဒီမှာဒီကုမောင်မားတွေဒါကိုကြည့်နေတဲ့ကဘာရဲ့ရှိတဲ့ညီကုမောင်မားတွေကိုယ့်ကိုအထင်မသေးနဲ့သူများအထင်သေးတာအရေးမကြီးဘူးကိုယ့်ကိုအထင်မသေးနဲ့သူများအထင်သေးတဲ့အကြောင်းပြောတာအရေးမကြီးဘူးကိုယ့်ကိုအထင်သေးတဲ့အကြောင်းရှောက်မပြောနဲ့လူတယောက်အနာဂတ်မှာအောင်မြင်မလားဆုံးရှုံးမလားဆိုနိုင်ခွက်လောက်စကားပြောကြည့်သိတယ်အဲ့ဒီလူကတချို့သောသူတွေကနှုတ်လုံးနဲ့တိတ်မပြောဘူးအဲ့ဒီလူမပြောရင်တော့သူ့မိန်းမနဲ့တော့ပြောကြည့်လိုက်နိုင်ခွက်ဆိုပေါ်ပြီဟုတ်လားကျွန်တော်အမှုတော်ဆောင်တွေကိုသင်ပေးတယ်အောင်မြင်တဲ့ခေါင်းဆောင်ဖြစ်ချင်လွယ်လွယ်လေးပဲလို့မိန်းမကိုဂရုစိုက်လို့မိန်းမကိုဂရုစိုက်ကဘာမှာကို့အဆက်ခွဲနေတာကို့မိန်းမပဲရှိတယ်ဒါကြောင့်ဗမာစကားအရင်မိုက်တယ်နော်မိန်းမဆိုတာမိန်းကိုမထားတာမိန်းချလိုက်ရင်မီးပြတ်သွားရောအချို့သောအိမ်အောင်ရှင်တွေမိန်းမမသက်တော့ငုတ်တုံးမိတ်နဲ့အမောင်ထဲမှာဒါကြောင့်ကျွန်တော်အားပေးခြင်းနဲ့ကို့မိန်းကိုကောင်းကောင်းမဘေးနာလူပြောပါဦးကို့မိန်းကိုကောင်းကောင်းမကျွန်တော်ကအောင်မြင်တဲ့ခေါင်းဆောင်ဖြစ်လာတယ်ဆိုတာဆရာမွန်တောင်ရှိမှသင်ထားတာသူ့မိန်းကိုသူဘလို့မတယ်လဲဆိုတာကောင်းကောင်းကျွန်တော်သင်ထားတာအာမင်ဆရာကတခေါက်မလေးရှားမှာဗာပြောလဲဆိုတော့ကျွန်တော်တို့ကတဲ့ယစ်ပရောဟိတ်မင်းကြီးတွေတဲ့တင်းယုံဆရာအိမ်တော်ဦးစီးဆိုတာယစ်ပရောဟိတ်မင်းကြီးတွေတဲ့အားလုံးကအာမင်တဲ့တိတ်မအာမင်နဲ့ဟုတ်တဲ့ကျွန်တော်တို့မှာခေါင်းဆောင်ရှိတယ်တဲ့အဲ့ဒါဘာလို့မိန်းမအားတဲ့ကျွန်တော်တို့တွေမပြီးပြန်ရောတဲ့နော်မိန်းမကိုပြန်မေးရအောင်မယ်တဲ့ဆိုတော့ကျွန်တော်ပြောချင်တာပါလေညီကောင်မောင်နှမတွေအားပေးခြင်းတယ်တင့်ကိုတင်တေးလေးပုံမဖော်နဲ့ပြောကြည့်ပါဦးကျွန်တော်တေးလေးပုံမဖော်တော့ဘူးလက်ခုပ်တီးပြောက်ချီးမွမ်းရအောင်အဲ့ဒါနဲ့စစ်တိုက်ဖို့ဂိတောင်ကခေါင်းဆောင်နဲ့ကိုမြင်တဲ့အမြင်ဘုရားသခင်မြင်စေတဲ့အမြင်မြင်ပြီးတော့စစ်တိုက်ဖို့လူစုတယ်ဣသရေလမျိုးတွေကိုဘလောက်ရတယ်ဆိုတော့အံ့ဩစရာကောင်းတယ်ဒါမှအဲ့တရားသူကြီးမစဖတ်ရင်တွေ့တယ်စဖတ်ပါ
အချိန်မရှိလို့မပြောတော့ဘူးနော်3,200စစ်တရေသူနာမှာမတရက်တယ်စဉ်းစားကြည့်3,200ရှိမှာဂီတောင်မတရက်ပြီးတော့ဟာဟိုဘက်ကရန်သူတွေကကျိုင်းကောင်နဲ့အမြများတယ်သမုတ်တရားတဲလုံးလို့ပဲတဲ့ဒီမှာ3,200နဲ့ဆိုတော့မစိုးဘူးချမယ်ဘုရားသခင်ကျွန်တော်3,200ရှိပြီစစ်တိုက်ဖို့အစဉ်သေးလို့ပြောတော့ဘုရားသခင်ပြောတယ်ဂီတောင်နဲ့များလွန်းတယ်ဟမ်များတယ်ရန်သူများတယ်လို့ပြောလားကိုတော့မဟုတ်ဘူးမင်းလူတွေများတယ်3,200ကိုတော့များတယ်ဟိုဘက်ကပူများတာကိုတော့မသိဘူးလားများလွန်းတယ်ဘာလို့ရမလဲကိုတော့ပြောဘာလို့ရမပြောကြောက်တဲ့သူတွေပြန်ခိုင်းလားဂီတောင်ကြီးတယ်ကိုတော့ကြောက်တဲ့လူစစ်တိုက်ပါလေဆိုမှတတိရှိလို့လာတာဘုကိုတော့ဘာထင်းနေလဲကျွန်တော်လူတွေကိုတော့អော်လိုက်မယ်တယောက်နေ့တော့ပြန်မယ်3,200ကဲဘာမထီယောက်ျားကြီးတွေကျွန်တော်អော်လိုက်မယ်ဟဲ့ကောင်နေဘုရားသခင်ကပြောတယ်ကြောက်တဲ့ကောင်ပြန်ကိုတော့အတန်တော်မကြောက်ဘူးလားအားလုံးလှုပ်တော့မလှုပ်ဘူးဆိုလှည့်ကြည့်တော့2,200ပြန်သွားတာ1,000ပဲကျန်တော့တယ်ဟဲ့ဟိုကောင်နေဘာဖြစ်လို့ပြန်သွားတာလဲကြောက်လို့တဲ့ပြန်ကုန်တာဒီနေ့ကြည့်3 ပုံ 2 ပုံ3 ပုံ 2 ပုံကြောက်ရွံ့ခြင်းထဲမှာကြုံဖြစ်နေတယ်ဒီနေ့ခရိယန်အသင်းတော်တွေမှာလဲ3 ပုံ 2 ပုံ spirit of fear လို့ခေါ်တယ်ကြောက်ရွံ့ခြင်းထဲမှာနေမြုံနေတယ်အသင်းတော်မှာလာတာထိုင်တာအထဲမှာကြောက်နေတယ်တချို့ကကြောက်စရာမရှိဘာတောင်ကြောက်တယ်သိလားတန့်ရှင်းသောဝိညာဉ်တော်ကြောက်တဲ့သူရှိတယ်တကယ်ပြောတာကျွန်တော်ဆူတောင်းပြီးတော့ touch လို့အော်လူတွေလဲကုန်တယ်လေမိုးကုတ်မှာတင်တန်းသွားပြီးတော့ကျွန်တော်ဆူတောင်းပြီးတယ်လဲတယ်ဆိုတဲ့တဲ့ကအမှရောက်သွားတော့အဲ့ဒီမှာရှိတဲ့အမျိုးသမီးအဖွဲ့တွေကလာမယ်ဆိုတော့သူတို့အမေကပြောတယ်ဆရာဇော်လင်းအောင်ကယေရှုနာမတို့ touch လို့အော်ရင်လဲတယ်တဲ့အဲ့ဆရာမန်းတာဒါတော်တယ်တဲ့ဒါကြောင့်မင်းတို့သွားရင်တဲ့ဒီတိုင်းမသွားနဲ့တဲ့တန်မြာသီးဆောင်သွားတဲ့အဲ့ဒီကောင်မလေးတွေကအဲ့ထဲမှာတန်မြာသီးထည့်ပြီးရောက်လာတယ်ကျွန်တော်မသိဘူးကျွန်တော်ဆူတောင်းပေးတယ်ဝိညာဉ်တော်ဘုရားဆင်းသက်ပါ touch လို့အော်လို့အမျိုးသမီး2ယောက်ရှေ့ဆုံးမှာလဲတယ်လဲယုံနေမကောက်တန်မြာသီးကတိန်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 ဟာကျွန်တော်ဘာဖြစ်တာလဲပေါ့ကျွန်တော်ပြီးမှအဲ့ဒီအမျိုးသမီးတွေကသူ့တန်မြာသီးသူလိုက်ရှာပြီးတော့ဆရာတဲ့အမေကပြောတယ်တဲ့ဆရာဆူတောင်းပြီးလို့ဝိညာဉ်တော်ဆင်းသက်လာရင်မလဲအောင်တဲ့တန်မြာသီးထည့်ခိုင်းတာလားအဲ့ဒီတန်မြာသီးထည့်တဲ့လူကအရင်ဆုံးလဲတယ်ဒီကောင်မောင်တို့ဝိညာဉ်တော်များတန်မြာသီးကခံနိုင်မယ်ဘယ်သူပြောတာလဲတန်ရှင်မဝိညာဉ်တော်ကတန်မြာသီးကြောက်တယ်လို့ကျမ်းစာပါလဲတခါမပါဘူးကြောက်စရာရှားလို့တချို့ကလေဝိညာဉ်တော်ကြောက်တဲ့ခရိယန်တွေအများကြီးပဲကြောက်တယ်ဒီကောင်မောင်တို့အားပေးခြင်းတယ်ကြောက်ရွံ့ခြင်းဟာဖျားပေးတဲ့စိတ်မဟုတ်ဘူးနှစ်ဒီကကြီးတငယ်ခုနှစ်မလိုက်ဆိုပါကြောက်တတ်တော်သဘောကိုဖျားသခင်သည်ပေးတော်မူသည်မဟုတ်ဘယ်သူမပေးဘူးလဲဖျားမပေးဘူးခရိယန်တော်များလေအထဲထဲမှာယုံကြည်ခြင်းမရှိတာကြောက်လို့တချို့ကဖျားတော်မဖျားသေးဘူးဖျားမှာကြိုကြောက်နေစင်းအောင်မစင်းရဲသေးဘူးစင်းရဲမှာကြိုကြောက်နေလို့ရှိတယ်ဒုက္ခတော့မရောက်သေးဘူးဒုက္ခရောက်မှာကြိုကြောက်တယ်ကျွန်တော်ပြောမယ်ညီကောင်မောင်တို့ကြောက်တဲ့လူကလေနှစ်ခါရှုံးတယ်မလောက်ခင်မှာလဲကြောက်လို့ရှုံးနေတယ်သူကကြောက်နဲ့လှုပ်တော့လဲပိုရှုံးပြန်ရောတချို့ကဘလောက်တောင်ကြောက်လေသီလားတခါမှမမြင်ဘူးတဲ့တရေတောင်ကြောက်သေးတယ်မြင်ဘူးလားလို့မမြင်ဘူးဒါပေမဲ့ဘာဖြစ်လဲကြောက်တယ်တရားတဲ့ဘွားကနေပေါ်လာရင်ဘယ်လိုလုပ်မလဲတဲ့ပေါ်လာဘူးလားလို့မပေါ်လာဘူးတဲ့ဒါပေမဲ့ပေါ်လာဖို့အတွက်ကြိုတင်ပြင်ဆင်ထားတာပေါ့ဆရာကြီးဒီနေ့လေဖယားသားသမီးဆိုတာတရေကြောက်စရာကြောင့်ခမားတဲ့မှာရှိတဲ့ဖယားကလေအဲ့နတ်ဆိုးထက်တရေထက်ပူကြီးတယ်တကယ်တော့အမောင်နဲ့သွားရင်နတ်ဆိုးရှိတဲ့နေရာသွားရင်ဖယားပါလာတဲ့အတွက်ဖယားသားလာတဲ့အတွက်အဲ့အမောင်တွေကနတ်ဆိုးတွေကကြောက်နေတာကျမ်းစာဖတ်ကြည့်ယာကုပ်ထဲမှာနတ်ဆိုးတွေကကြောက်လို့တုန်တယ်တဲ့ယေရှုသားလာတော့အမောင်တွေကနတ်ဆိုးတွေအမလေးတုန်နေတာဘယ်ဒီဘက်ကယေရှုသားဖယားသားလည်းပြန်တုန်နေတာသူတုန်ကိုတုန်ဖြစ်နေတယ်သူကြောက်ကိုကြောက်ဖြစ်နေတယ်နတ်ဆိုးကကြောက်ပြီးတော့အမောင်ထဲမှာအနောက်စတိုရီတာခွတ်သွားနေမိတဲ့ဂလောင်းဆိုဒီကောင်အမလေးပြေးပါလေရောတကယ်တော့ကျွန်တော်ပြောမယ်နော်
လူတွေကတရေကိုကြောက်တယ်တရေကဖျားသားယုံကြည်သူကိုကြောက်တယ်တရေတွေအတွက်တရေကကျွန်တော်ပဲအာမင်ဝိညာဉ်ဆိုးရဲ့တရေကမိတ်ဆွေပဲအဲ့ဒါမြတ်ကိုပြန်ကြောက်နေသေးတယ်တခါတည်းဒီနေ့ကြောက်ရွံ့ခြင်းအောက်မှာခရိယန်တော်တော်များများဖိနေခြင်းခံရတယ်သုံးပုံနှစ်ပုံအတင်းတော်မှာတော့မကြောက်တယ်လို့လည်းလာထိုင်နေပြီးတော့အကြီးအကျယ်ခွန်အားပေးပြီးတော့အထက်မှာကြောက်ရွံ့ခြင်းနဲ့ထိုင်နေသူတွေများတယ်တစ်ခေါက်တရုံးဆရာတစ်ပါးတရားဟောတယ်တဲ့ဟုံးဆဲလေးမှာနတ်ဆိုးတွေကိုဘယ်လိုမောင်းထုတ်ရမလဲယေရှုနာမနဲ့ဘယ်လိုမောင်းထုတ်ရမလဲဟာသူတရားဟောတဲ့အခါမှာနတ်ဆိုးတွေထွက်တဲ့အကြောင်းအကြီးအကျယ်တရားဟောတယ်တဲ့အဲ့ချိန်မှာညဘက်ကျညနေကျရင်ပြဿက်ပြိုင်ပွဲအတင်းတော်မှာရှိလို့တဲ့လူငယ်လေးတယောက်က तू စားတဲ့နေရာမှာတရုပ်ဆောင်တော့စားတယ်လို့ဝေးပြီးတော့တခါလေးလာတယ်တဲ့အဲ့မှာမိုးကပြုံးဆိုရွာချတော့ဖျားရှိခိုးနေတဲ့အိမ်နဲ့ဝေါဆိုဝင်ချလာတော့တရုပ်ဆရာကနတ်ဆိုးမောင်းတဲ့အကြောင်းယေရှုနာမနဲ့နတ်ဆိုးထွက်လို့ပြောနေတော့မှအဲ့ဒီစာတန်မျက်နှာဖုံးတဲ့လူငယ်လေးကဝုန်းဆိုဝင်ချလာရောအကုန်လုံးကအမလေးအကုန်ထွက်ပြေးတာထိတ်ဆုံးကပြေးတာတရုပ်ဆရာအဲ့ချိန်မှာအမေတယောက်ကထိုင်နေတာထားလို့မရအောင်ခြေထောက်ကကျင်တော့အဲ့လိုဖြစ်နေတာအဲ့ဒီနတ်ဆိုးနဲ့အဲ့ဒီလူငယ်လေးနဲ့နော်အဲ့အဖွားကြီးနှစ်ယောက်ပဲကျွန်တော်အဲ့ဖွားကြီးနတ်ဆိုးနေအောင်လို့ပြောတယ်တဲ့ပါလဲလို့မေးတော့ငါကားတဲ့အခြေအနေရတာဒီခရိယန်အနေနဲ့ဘုရားရှိခိုးနေတာတဲ့နှလုံးသားတော့မင်းပတ်မှာပဲသူ့လူကိုယ်ပတ်သားတွေဖြစ်နေတာတခေါက်လေဖျားစကုတ်တစ်ခုမှာတဲ့ရုပ်တရက်ပလင်ရှိမှာနတ်ဆိုးကဘွားကနေပေါ်လာတယ်အကုန်လုံးထွက်ပြေးတယ်သုံးတန်းမြောက်မှာထိုင်နေတဲ့အမျိုးသမီးကနတ်ဆိုးအဲ့လိုပဲကြည့်နေတယ်ထားပါအနတ်ဆိုးကအဲ့ဒီအမျိုးသမီးရှိသွားပြီးတော့မင်းကဘာလုပ်လဲတီးလားတီးတယ်ဘာလုပ်လဲနတ်ဆိုးလေးစာတန်လေးမကြောက်ဘူးလားလို့ပြောတော့မကြောက်ဘူးတဲ့ဘာဖြစ်လို့မကြောက်တာလဲပြောတော့မင်းထက်ဆိုးတဲ့မင်းအကိုနဲ့ငါအိမ်အောင်ကြတာအနည်း20ရှိပြီတဲ့ယောက်နတ်ဆိုးကိုကြောက်ကိုမကြောက်ဘူးတဲ့ငါယောက်ျားအနည်း20ငါ့ကို trainer ပြီးသားတဲ့နတ်ဆိုးကပြန်ထွက်သွားတယ်ကျိုးအိမ်အောင်ရှင်နေလေနော်နတ်ဆိုးတဲ့ဆိုးတဲ့လူအများကြီးပဲသူ့မှမပြောပါဘူးကျွန်တော်ဒီနေ့ကြောက်ရွံ့ခြင်းအောက်မှာကြုံဖြစ်တဲ့သူတွေအများကြီး22,000ပြန်သွားတယ်1000ပဲကျန်တယ်ကိုတော့ကြောက်တဲ့သူပြန်လို့ပြောတဲ့အတွက်ကျွန်တော်မောင်းထုတ်ပလိုက်ပြီညီကောင်မောင်တို့မိုက်ဒီမှာပြောချင်တယ်ကြောက်ရွံ့တဲ့သူကဘယ်တော့မှအရှိကိုမသွားဘူးနောက်ပြန်လဲရတယ်ကြောက်ရွံ့တဲ့သူကဘယ်တော့မှအရှိကိုမသွားဘူးနောက်ပြန်လဲရတယ်အခုအဲ့ဒီအကြောင်းကြောက်ရွံ့ခြင်း spirit of fear ဘယ်လိုကင်တွယ်မလဲဆိုတဲ့အကြောင်းကျွန်တော်တတိယစာအုပ်ရေးထားတယ်အခုကျွန်တော်ဒုတိယစာအုပ်ဒီမှာပါတယ်စကားပြောတော့ဖျားသခင်ယုံကြည်သူတွေကိုဘလို့စကားပြောသလဲဆိုတဲ့အကြောင်းဒါဒုတိယစာအုပ်ပထမစာအုပ်ကမအောင်မြင်စရာအကြောင်းသိနိုင်မရှိတဲ့စာအုပ်ဖြစ်တယ်တလထဲမှာ၄ချိန်ပုံနေရတယ်ဂျေဇုတော်ကြောင့်ကဘာရဲ့မှာလူတွေကောင်းကြီးရိုက်တတိခန်းကြီးတွေပို့ပြီးတယ်ဒါကအခုဒုတိယစာအုပ်ပြီးခဲ့တဲ့ရက်40မှာကျွန်တော်အစာရှောင်ရင်းနဲ့ဘုရားဖွင့်ပြလို့ရေးတယ်အခုတတိယစာအုပ်ကြောက်ရွံ့ခြင်းဝိညာဉ်ကိုဘယ်လိုတိုက်ခိုက်မလဲခရိယန်တွေရှိတာကြောက်ရွံ့ခြင်းဝိညာဉ်ကဘာတွေလုပ်တယ်လဲဆိုတဲ့အကြောင်းတရားဟောတော့ကျွန်တော်ယုံကြည်သူတွေကတဏှာကြီးအတွင်းမှာဟောရတာ limit ရှိတယ်တဏှာကြီးကြော်ရင်လည်းနောက်ကပြန်ခေါ်မှာမဟုတ်တော့ဘူးနော်အဲ့တော့ limit ရှိအများကြီးပြောပြချင်တာတွေရှိတယ်ဒါကြောင့်ဝေဖတ်ပါဖျားနိုးဆိုတယ်ဆိုမှပါနော်ဖတ်ကြည့်ပါဓာတ်ပုံကျွန်တော်ဓာတ်ပုံနဲ့တန်ပါပြီအာမင်$10ဆိုတာဓာတ်ပုံဘူးပဲရှိတယ်တချို့ကလည်းဓာတ်ပုံရိုက်ချင်တယ်ကျွန်တော်လည်းဒါပေမဲ့လူတိုင်းနဲ့ရိုက်ဖို့ကြတော့လည်းမလွယ်ပြန်ဘူးနော်ကျွန်တော်ပြောတယ်တရားဟောတာအဲ့လိုမပင်မဓာတ်ပုံရတာပိုပင်မနဲ့ပြုံးထားတာတခါလေပြုံးရင်းနဲ့တောင်မှမအိပ်ပျော်တဲ့ချိန်ရှိတယ်ကျွန်တော်အရင်မကြည့်ဘူးလားဒုတိယစာအုပ်အပြင်မှာအခက်နေကြရင်လူငယ်တွေကဒီမှာမေးလို့ရတယ်ဆိုကြောက်ရွံ့ခြင်းစိတ်ဝင်ရင်ဘယ်တော့မှမိတ်ဆွေအရှိမရောက်တော့ဘူးနောက်ပြန်လဲရမယ်ကြောက်ရွံ့ခြင်းရှိတဲ့သူကဘယ်တော့မှအောင်မြင်ကြီးကြီးသွားလို့မရတော့ဘူးကောင်းစားကြီးကြီးသွားလို့မရတော့ဘူးနောက်ပြန်လဲရတယ်ပြီးနာလို့ပြောပါဦးကြောက်တဲ့စိတ်မရှိနဲ့လို့ကြည်လေးပြောမကြောက်နဲ့လို့အဲ့တော့ဘုရားသခင်ကပြောတဲ့ဂီတောင်ကိုတော့ပြန်သွားပြီ1000နဲ့တိုက်မယ်ပြောတော့ဘုရားသခင်ကပြောတယ်များသေးတယ်တဲ့ဗျာများတယ်အဲ့ဒါနဲ့စစ်ထုတ်ခိုင်းလိုက်တယ်လွယ်လွယ်ပြောမယ်ဆိုရင်300ပဲကျန်တော့တယ်
လူအနေနဲ့ပြောရင်စစ်တိုက်တယ်ဆိုတာရသမျှလူအကုန်လုံးစုပြီးတိုက်ရတာအခု300ပဲကျန်တော့တယ်ဂီတောင်ကဟာကိုတော့ဘာလုပ်ရမလဲအဲ့ဒီ300ကိုဘုရားသခင်ကပြောတယ်တဘိုးကန်ရမယ်အိုးတလုံးကန်ရမယ်အဲ့ဒီအထဲမှာမီးခွက်ထည့်ရမယ်တွေ့ဘူးလားစစ်တိုက်သွားတာအိုးနဲ့မီးခွက်နဲ့တဘိုးနဲ့တွေ့ဘူးလားအိုးလေလောက်ပါဟေးအိုးလေလောက်ပါဟေးဘဒူးမှစစ်သွားတိုက်ရင်အိုးနဲ့မသွားအဲ့ဒီကိမှာဣသရေလလူမျိုးတွေမှာလက်နဲ့တစ်ခုမှမရှိဘူးလက်နဲ့ရှာဆိုရင်တယောက်မှရှာလို့မရဘူးလေလက်နဲ့မရှိဘူးညီကောင်မောင်တို့မကျွန်တော်အားပေးခြင်းနဲ့ဘုရားသခင်ကတင့်မှာမရှိတဲ့ဟာကိုမရှာခိုင်းဘူးရှိတဲ့ဟာတွေကနမိတ်လက္ခဏာလုပ်ခြင်းနဲ့ဘုရားဖြစ်တယ်ဟာလေလုယာဘုရားသခင်သိတယ်ဣသရေလလူမျိုးတွေမှာဓာတ်တွေလက်တွေမရှိဘူးဆိုဘုရားသခင်သိတယ်ရှာခိုင်းဒုက္ခပေးသူတို့ဖြစ်မယ်ဆိုဘုရားသိတယ်အဲကြောင့်ဘုရားသခင်မရှိတာကိုမရှာခိုင်းဘူးဘာရှိလဲအိုးရှိတယ်ထမင်းစားဖို့အိုးတွေယူခဲ့မိကွက်ရှိတာရှိတယ်ဥမင်လိုင်ကောင်းထဲမှာနေတယ်ဆိုတော့မိကွက်ထွန်းရတာမိကွက်ယူခဲ့တဘိုးရှိတယ်ကျွန်တော်အမြဲတမ်းဘုရားကိုချီးမွမ်းကိုးကွယ်တော့တဘိုးမဟုတ်ကြယူခဲ့ရှိတယ်ထဲပဲငါလုပ်မယ်မရှိတာကြီးရှောက်ချမနေနဲ့တင်းကိုဘုရားသခင်ကမရှိတဲ့ဟာနဲ့လုံးမလုပ်ဘူးရှိတာနဲ့ပဲလုပ်မယ်ရှိတဲ့ဟာနဲ့ပဲလုပ်မယ်ပြောကြည့်ပါဦးရှိတဲ့ဟာနဲ့ပဲလုပ်မယ်ကြည်ကြဲလေးရှိတဲ့ဟာနဲ့ပဲလုပ်မယ်မရှိတဲ့ဟာတွေအတွက်စဉ်းစားပြီးတွေးတတ်မနေနဲ့ဘုရားကြီးစိတ်ဝင်စားဘူးအဲ့ဒီဘုရားကြီးရှိလာရင်တင်းပေါ်မှာမရှိတဲ့ဟာတွေစိတ်ဝင်စားဘူးရှိတဲ့ဟာတွေလည်းပဲအောင်မြင်ခြင်းပေးမယ်နားလည်းဘုရားကောင်းကြီးပေးပါစေအဲ့တော့လူ300နဲ့ဂီတောင်ပဲကျန်တယ်ဘုရားသခင်ကပြောတယ်ဂီတောင်သွားဒီညမှာအဲ့ဒီလူတွေဘာပြောနေတယ်သွားနာထောင်ဆိုတော့သူ့ရဲ့ကျွန်တယောက်နဲ့သွားနာထောင်တော့ဟိုဒီမှာအိမ်မက်မက်တဲ့ကင်းမှုကထပြောတယ်မိကျွန်တက်ကငါအိမ်မက်မက်တယ်တဲ့တော်သေးတာပေါ့နော်ကင်းမှုကလည်းကင်းဆောင်ရင်လည်းအိမ်မက်ကလည်းမတ်လိုက်သေးတယ်ကင်းမှုမတ်တဲ့အိမ်မက်ကသားမိုက်တယ်ငါအိမ်မက်မက်တယ်တဲ့ဘာမှလဲငါတို့တက်ထဲဟိုတဲ့မုံပြားလေးတစ်ပြားလိမ့်ဝင်လာတယ်တဲ့မုံပြားလေးဘာပြားလေးလဲအိမ်မက်ကမိုက်တယ်နော်မုံပြားလေးတစ်ပြားဝင်လာပြီးတော့ငါတို့ရဲ့တက်တွေအားလုံးကိုတိုက်ပလိုက်တာအကုန်လွင့်ထွက်သွားတယ်လို့သူအိမ်မက်မက်တော့အဲ့ဒါသူ့မေးတယ်အဲ့ဒီအတိတ်ပဲကဘာလဲဆိုတော့ဟဲ့အဲ့ဒီမုံပြားတခြားမုံပြားမဟုတ်ဘူးတဲ့ဂီတောင်အနဖုန်ကြည်စားအိမ်မက်ကဘုရားသခင်ကသူ့ကိုအိမ်မက်ပေးတာတန်လုံးနဲ့အိမ်မက်ပေးတာလားမုံပြားနဲ့အိမ်မက်ပေးတာလားဂီတောင်ကိုဘုရားသခင်ကဣသရေလလူမျိုးကိုဟုတ်ဆောင်ဂီတောင်ကိုဟိုဘက်ကိုချင်းချောင်းမယ်ဆိုရင်ကျွန်တော်သာဆိုရင်တန်လုံးတစ်လုံးလိမ့်လာတယ်လို့ကြောက်တုံးတစ်လုံးလိမ့်လာတယ်လို့အိမ်မက်ပေးမှာဟုတ်ဘုရားသခင်ကလေမုံပြားလေးလိမ့်လာတယ်အိမ်မက်ပေးတယ်ဘာဖြစ်လို့လဲမိချွန်တွေကဣသရေလမျိုးတွေအထင်သေးတာဂီတောင်ဒီကောင်မုံပြားပဲနှစ်ခါသုံးခါဆိုင်သေးပါလို့မုံပြားလို့အထင်သေးခဲ့တယ်အဲ့ဒီမုံပြားကပဲတက်တစ်ခုလုံးတိုက်သွားလိမ့်မယ်ဟာလေလုယာပြောကြည့်ပါဦးမုံပြားလေးကပဲတိုက်သွားလိမ့်မယ်မုံပြားကပဲနိုင်လိမ့်မယ်ဒီတင်ကိုလူတွေထင်သေးတယ်မုံပြားလို့ပဲမြင်လိမ့်မယ်ဇော်လင်းအောင်မုံပြားလေးပါအလကအဖြစ်မရှိတဲ့ကောင်ကောက်ရိုးမိနှစ်ချက်သုံးချက်ကိုက်ရင်သေးပြီမုံပြားလေးဖြတ်ကြဟုတ်တယ်မုံပြားလေးအဲ့ဒီမုံပြားပဲငါနဲ့တူအောင်ပဲခံပါဟာလေလုယာဟာလေလုယာလူတွေအထင်ကြီးစရာမလိုပါဘူးလူတွေတိတ်ကိုအများကြီးတိတ်ကိုမြင်စရာမလိုကိုယ့်ကိုယ်ပဲမြင်ဖို့လိုတာအဲ့ဒီမုံပြားလေးရပဲအရာရာမအောင်ပဲခံအိမ်မက်ကိုအနဲ့ပြလိုက်လို့လူသားများတာဘာဝင်သွားပြီလဲကြောက်စိတ်ဝင်သွားပြီညီကောင်မောင်တို့ကလူသားများတာဘာစိတ်ဝင်သွားပြီလဲအားလုံးကူးသွားပြီကြောက်စိတ်ဆိုတာကူးတတ်တယ်ဟဲ့ဂီတောင်မုံပြားလေးလာလိုက်မယ်ဂီတောင်တရွာလုံးပြေးသွားတယ်အားလုံးကစစ်သူကြီးအိမ်နေနေမယ်ဂီတောင်လို့ခါနေပြီဒီမှာကြောက်ကြီးဆိုတာကူးတတ်တယ်ကျွန်တော်အရင်တော့ကလေဘာမှမကြောက်တတ်ဘူးဝိညာဉ်ဖခင်ဆရာမုံတောင်နဲ့မတူတာအဲ့ဒီချက်ပဲလုံးဝမကြောက်တတ်ဘူးတရေလည်းမကြောက်ဘူးတစ်စေးလည်းဘာတစ်ခုမှမကြောက်ကျွန်တော်မိမယူတော့ကျွန်တော်မိမအရန်ကြောက်တတ်တယ်အိမ်သာသွားရင်လည်းဆရာခေါ်တော့လိုက်လာတယ်သူတော့ကြားမှာဆိုရွာတွေဆိုတော့လေအိမ်သားတမိုင်လောက်ဝေးတယ်အဲလိုက်ရခါကျရင်မနိုးလိုက်သွားတာအိတ်တွေဝင်တယ်တမိုင်လောက်ဝေးတယ်အိမ်သားပြတ်တာစိတ်ဆူတယ်သူအမြဲတမ်းညတိုင်းဆရာခေါ်တော့အဲ့ဒီကြောက်ရွံ့ကြီးကကျွန်တော်ရှိကူးလာတာ
ကျွန်တော်လည်းအိမ်သာသွားကြည့်အကျင့်ပါဆင်မတယ်လို့လေနောက်မှစဉ်းစားတယ်ငါဘာတိုးစရာရှိလဲသူတိုးတာအကျင့်ပါတော့ကိုကပြန်သွားနိုးနေတယ်ခါကြောက်ရွံ့ခြင်းမဖြစ်လေသူတက်လေမိကျွမ်းတက်တခုလုံးကြောက်ရွံ့ခြင်းကူးသွားလိုက်တာအကြီးအကျယ်ကူးသွားလိုက်တာအဲ့ဒီဘုရားသခင်ချိန်ချက်တဲ့နေ့လေးရောက်တော့ဂီတောင်ကအိုးလေးမီးခွက်တဘိုး၃ခုပဲလူတက်လက်တခုမှမပေါ့တဘိုးနဲ့လူတက်လို့လည်းမရအိုးနဲ့လူတက်လို့လည်းမရမီးခွက်နဲ့လူတက်လို့လည်းမရအရေးမကြီးဘူးရှိတာတွေအားလုံးယူလာပြီးတော့ဘာအော်လဲပြီလားထာဝရဘုရားနဲ့ဂီတောင်ဤထာလို့ပြောတယ်ပြောကြည့်ပါဦးထာဝရဘုရားနဲ့ဂီတောင်ဤထာဒါပါလားဘာတွေပါလဲအိုးတဘိုးမီးခွက်ဖယားသခင်ကပါရာအော်ခိုင်းလားသူအော်ခိုင်းတာအော်ခိုင်းလားသူအော်ခိုင်းတာအော်ဒါပဲအရေးကြီးတယ်300ကီလိုမီတာဒါလည်းမပါဘူးဘာလို့ငါတို့ဒါလို့အော်တာလဲထာဝရဘုရားနဲ့ဂီတောင်ရဲ့အိုးဆိုလဲကြားကောင်းသေးတယ်ထာဝရဘုရားနဲ့ဂီတောင်ရဲ့မီးခွက်ဆိုလဲကြားကောင်းသေးတယ်အခုကပါတဲ့3ခုထဲမှာတစ်ခုမှမပါဘူးထာဝရဘုရားနဲ့ဂီတောင်ရဲ့ဓာလို့အော်ပြီးတော့အိုးရိုက်ခွက်တဲ့ခရမ်းမိကဖွာကနေပေါ်လာတဘိုးမုတ်ပပလူ300အဲ့ဒါပဲလုပ်တာကြောက်နေတဲ့မိကျွတ်တကထွက်ပြေးတာအမလေးဖနှောက်နဲ့တင်ပါတသားလေးပဲမိကွာဘာလို့ယူခိုင်းလဲအရင်တော့နားမလဲဘူးအခုမှပြီးတယ်ပွဲချီပိတ်တယ်လို့အမေမိုက်တယ်ပြေးပြီအတကုံရှိုးအကုန်ထွက်ပြေးသွားတယ်ဒါပါလားဒီနေ့မိတ်ဆွေမှာပတ်စံမပါတာဘုရားစိတ်ဝင်စားယေရှုနာမ၌ငါကြွယ်ဝတယ်ဝန်ခံမှုပဲရည်ကြီးတယ်ဟေးငါမပတ်စံမရှိတယ်ငါဘန်ကတ်မှာပတ်စံမရှိတယ်ငါပဲသိတယ်ရှာရှိတယ်မရှိတာပဲမသိဘူးဘုရားသခင်အော်ဆိုအော်ပဲယေရှုနာမ၌ကြွယ်ဝပြီအာမင်ယေရှုနာမ၌ကျမ်းမာပြီအာမင်ယေရှုနာမ၌ကောင်းစားပြီအာမင်ယေရှုနာမ၌ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီအာမင်အိမ်ဝဲမယ်ဘာနဲ့ဝဲမလဲရှာမရှိနဲ့ဝဲမယ်ဒါပဲဒီကရှာရှိတယ်အုံနောက်ကလည်းတအားကောင်းတယ်ဟိုကတွက်ဒီကတွက်ဟိုကနေဟိုတလားဆိုတော့10လားဆိုတော့မရှိနဲ့ဝဲမယ်ဆိုဝဲမယ်ဒါပဲအေးတာမှာစပြီးကျွန်တော်ဖဲကြောင်မိကွက်လိုက်ရှာတော့တပြားမှမရှိဘူးခတ်တတိပဲလိုက်ရှာတာဝဲစားပြောတယ်ဒီအိမ်ကြိုက်လားဟိုအိမ်ကြိုက်လားဟိုမိကွက်ကြိုက်ဒီမိကွက်ကြိုက်လားအကုန်ကြိုက်တယ်လို့ဘယ်တော့ဝဲမလဲရှာမရှိနဲ့ဝဲခြင်းနဲ့ချင်းဝဲမယ်လို့တပြားမရှိဘူးမိကွက်တော့ကစဝဲတယ်အဲ့တုန်းကဈေးပေါ်တယ်တစ်ခွက်မှ2သိန်းခွဲပဲအဲ့2သိန်းခွဲကိုမရှိဘူးဝဲမယ်အထက်မှာဖျက်ကင်းနိုးဆိုတယ်ဝဲပါလို့ပြီးတော့ဝဲမယ်ပြီးတော့အဲ့ဒီမိကွက်ပိုင်ရှင်အရင်တဘောကြတယ်ဝဲမယ်ဆိုတော့နှစ်ပတ်ခွာချိန်လိုက်တယ်အလကားခွာချိန်တာမဟုတ်စုတောင်းမှုခွာချိန်လိုက်တာဝဲမယ်ဟိုကလည်းလာခဲ့စားရစတဲ့ယူခဲ့နှစ်ပတ်လုံးစုတောင်းတယ်ကိုတော့မြေကွက်ပေးဖို့တကူအစရှောင်းအဲ့နှစ်ပတ်တွေမှာပျောက်ဆုံးဝိညာဉ်တွေပါလေစုမတောင်းမြေကွက်ပဲမြေကွက်တကူစုတောင်းနှစ်ပတ်တပြားမှမရောက်လာမနေ့ပြန်ချိန်နေရောက်လာပြီတပြားမှမရောက်လာချိန်နဲ့မနေ့ရောက်လာပြီတပြားမှမရောက်လာဟိုမှာရောင်းမဲ့မြေကွက်ပိုင်ရှင်ဝင်လာပြီစိုက်ကင်းနေအထက်ထဲမှာဘာလို့မှမသိစုတောင်းတယ်အိုရာပါကိုတော့တပြားမှမရှိပဲမြေကွက်ဘလို့ဝင်မလဲကျွန်တော်မသိဘူးအိုရာပါကဲပါကိုတော့မဆာပါအရှက်ကွဲတော့မယ်တောင်းပန်ရတော့မယ်မြေကွက်ပိုင်ရှင်ဝင်လာတယ်ထိုင်မှာရင်းနှီးချမ်းချပေးစကားပြောတော့ကျွန်တော်တောင်းပန်မလို့အစရှာနေဘလို့ပြောရင်ကောင်းမသူကဆရာတောင်းပန်မယ်တဲ့ဟောရတယ်ကျွန်တော်လည်းတောင်းပန်မလို့မဟုတ်ဘူးကျွန်တော်တောင်းပန်ပြရစီဘာတောင်းပန်မလဲကျွန်တော်မြေကွက်စာရဲစရန်ဒီအထားမလို့တဲ့ရှာမတွေ့သေးဘူးတဲ့ကျွန်တော်တလားလောက်အချိန်ပေးပါတဲ့ကျွန်တော်မျက်နှာရှာငါတို့အယံဝဲခြင်းနေပြီဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါပတ်စံတာမရှိတာပြန်တောင်းပန်ခံရတာကျွန်တော်ယုံကြည်တယ်ဘုရားသခင်ကလေစာရွက်စာတမ်းတွေအလုံးဖွက်ထားပလိုက်တယ်အဲ့ဒီမိကွက်3ခါလောက်ငွေချေလိုက်ရတယ်တရွက်တွေ့လာပြီကျွန်တော်လည်း9000ပေးလိုက်2000ပေးလိုက်ဟိုငွေပေးနေနောက်ဆုံးငွေချေသွားတယ်ဘလို့ဝယ်မလဲကျွန်တော်မသိဘူးဘုရားသခင်ဝယ်ခိုင်းလို့ခတ်တင်နေဝယ်လိုက်တယ်အခုအေးတာရမျိုးမှာဘုရားကြောင့်အကျယ်ဆုံးဘုရားကြောင့်အကောင်းဆုံးအခုကျွန်တော်ပြောကြဒါမဲ့ဩဂတ်လ14ရက်နေ့ဖွင့်မှာ1000ကျော်ကုန်တယ်ညီကောင်မောင်နှမတွေအံ့ဩစရာကောင်းတယ်အဲ့ဒီဘုရားတတ်နိုင်တယ်
ဟာလေလုယာဟာလေလုယာပြောကြည့်ပါဦးဖခင်သခင်တတ်နိုင်တယ်ဖခင်သခင်တတ်နိုင်တယ်ဒါဝိဒ်နဲ့ဂိတောင်စတဲ့တော့ကြည့်ပါလားဂိတောင် sorry ဒါဝိဒ်နဲ့ဂိတောင်ဖြစ်ကုန်ပြီကျွန်တော်လဲဒါဝိဒ်နဲ့ဂေါလိယစတဲ့တော့ကြည့်ပါလားဒါဝိဒ်ထွက်လာတယ်ဘယ်သူမှမသိပါဘူးကျွန်တော်မပြောရင်ကျွန်တော်ဘယ်တော့နားတော်နဲ့သိအောင်စမ်းကြည့်လိုက်တယ်တခါတည်းအဲ့ဒါနဲ့ဂေါလိယကြီးထွက်လာတယ်ဒါဝိဒ်ကိုတွေ့တော့အယမ်းထင်သေးတယ်မင်းကွာအလကားကောင်ငါ့ကိုဘာညာထင်လဲတေးသေးလေးဆိုအယမ်းထင်သေးတယ်ဒါဝိဒ်ကဘာပြောလဲမင်းကဓာရီလှန်နေနဲ့လာတယ်ငါမင်းချိန်ဆတဲ့ဖျားနာမနဲ့လာတယ်ခဲလုံးတော့ဘယ်နှလုံးပဲကောက်လာလဲ5လုံးပဲကျွန်တော်တို့ဒါဝိဒ်နေရာမှာဆိုခဲလုံးဘယ်နှလုံးကောက်မလဲအပြည့်ဒီဘက်အိမ်မှာအပြည့်ဒီဘက်အိမ်မှာအပြည့်ကြောဖို့အိမ်နဲ့တစ်ခါပြန်လွှဲ5လုံးပဲကောက်တယ်အဲ့ဒီ5လုံးကပါတယ်သီလားခေါ်လျက်မှာညီကို9ယောက်ရှိတယ်တယောက်တစ်လုံးလုံးစကေးနဲ့ကောက်လာတာစကေးပဲတစ်လုံးပဲပို့မရအောင်တစ်လုံးပဲမင်းကဒါလက်နဲ့တည်းလာတယ်ငါမင်းချိန်ဆတဲ့ဖျားနာမှာနဲ့လာတယ်ဒီနေ့မင်းရဲ့ခေါင်းငါဖြတ်မယ်ငှက်တွေကိုလုံးကျွေးမယ်ကနေပါအောင်ခေါင်းဖြတ်ရအောင်ဒါဝိဒ်မှာဓာပါလားလောက်လေးကွာနဲ့ခေါင်းဖြတ်တာကြားဘူးလားခဲလုံးနဲ့ခေါင်းပြတ်တာကြားဘူးလားလက်နဲ့တကူမှခေါင်းပြတ်မယ်ဆိုလဲငကိုတွေကစက်သွန်လှီးရဓာတ်တော့ထဲလာခဲ့လေအခုဘာဓာတ်မှမပါဘူးဘာပြောလဲခေါင်းဖြတ်မယ်ဒီကောင်မကျွန်တော်ပြောချင်တယ်မိတ်ဆွေရဲ့အတ္တမှာတကူရှိတယ်တကူရှိတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာခေါင်းဖြတ်မယ်လို့ပြောတယ်အဲ့ဒါဝိဒ်ရဲ့စကားတိုင်းပဲဂေါလိယကအရှိကိုငိုက်ဆိုင်ကြတယ်ဒူးထောက်ပြီးတော့တခါလေးကြတယ်ဒါဝိဒ်ခေါင်းဖြတ်ဖို့တခါလေးလဲစင်းခံတာသူ့ဓာတ်နဲ့ပဲတခါလေးဖြတ်ပလိုက်တယ်အိမ်ကအလေးခံပြီးဓာတ်တော်ယူလာစရာမလိုဖြတ်ပလိုက်တယ်ညီကောင်မောင်ပြောချင်တယ်တရားဒီနေ့မုတ်ပြလေးဖြစ်ကောင်းဖြစ်မယ်လူတွေအထင်သေးတာဖြစ်ကောင်းဖြစ်မယ်ကိုထင်မသေးနဲ့ကိုဘယ်တော့မှထင်မသေးနဲ့မျက်စိမိတ်ထားရအောင်မျက်စိမိတ်ထားရအောင်မျက်စိမိတ်ထားရအောင်ကိုယ့်အကိုပုံဖော်ကြည့်စမ်းကိုယ့်အကိုပုံဖော်ကြည့်ဘလောက်ထိမြင်လဲဘုရားသခင်ကအာဗြဟံကိုပြောတယ်မင်းမြင်တယ်လို့ငါပေးမယ်ပုံကိုပုံဖော်ကြည့်ပုံတစ်ခုရဲ့ပိုင်ရှင်လားနှစ်ခုရဲ့ပိုင်ရှင်လားဝင်ကြီးကျုပ်လားအိုးအိမ်ဖြူတော်မှာတမရကိုယ်တိုင်တကူတကဖိတ်ပြီးတော့တွေ့ဆုံနေသူလားကိုယ်ပိုင်လေရင်နဲ့ခရီးသွားကိုယ့်အကိုပုံဖော်ကြည့် Don't limit yourself. Don't limit your God. Don't limit yourself. ကိုချင်းနေမပြောနဲ့ကိုယ့်ကိုပုံဖော်အဲ့ဒီအကန့်အသတ်တွေကြော်ပလိုက်ကြည့်အခုလာပြောလိုက်မယ်အုံတော့တယ်မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးနော်အဲ့လောက်ကြီးရတော့လွန်နေနော်လာပြောမယ်ကြော်ပလိုက်ငါဖျားတတ်နိုင်တယ်ငါဖျားတတ်နိုင်တယ်ငါဖျားလုပ်ပေးမယ်ကြော်လိုက်ကြော်တွေးခေါ်တာတွေးခေါ်ကျွန်တော်ဆူတောင်းပေးဖို့အလကားတွေးခေါ်ခိုင်းတာမဟုတ်ဘူးဆူတောင်းပေးမယ်ကိုမြင်ပြီးဆွဲလူတွေရှင်းနေမှာမတည့်ရငါဒီနေရာမှာဟုတ်တယ်ငါအဲ့လိုမတည့်ရမယ်တနေ့ငါတနေ့အဲ့လိုမတည့်ရမယ်တနေ့ငါအဲ့လိုမတည့်ရမယ်အဲ့လိုမြင်နိုင်တဲ့လူတွေမတည့်ရမြင်ပြီဆိုရဲမတည့်ရမြင်ပြီဆိုမတည့်ရကျွန်တော်ဆူတောင်းပေးမယ်မြင်ပြီငါတနေ့ငါဒီလိုဖြစ်ကိုဖြစ်ရမယ်ငါအမှုတော်ဆောင်ဖြစ်ကိုဖြစ်ရမယ်ငါတနေ့ကျရင်ငါဒီလိုမျိုးဝါရှင်တန်ဖြစ်ကိုဖြစ်ရမယ်ငါတနေ့ကျရင်ငါဟလာစီးပွားရေးလုပ်ငန်းရှင်ဖြစ်ကိုဖြစ်ရငါဝင်ကြီးချုပ်ဖြစ်ကိုဖြစ်ကိုပုံဖော်နိုင်ပြီဆိုရင်မတည့်ရကိုပုံဖော်နိုင်ပြီဆိုမတည့်ရပုံဖော်ထားစမှာဒီမှာထိုင်တဲ့လူတွေကတာမန်လူတွေမဟုတ်ဘူးပုံဖော်တာကိုပုံဖော်တာအသက်ရဘယ်လောက်ကြီးပုံဖော်တာနောက်ဆုံးစက္ကန့်ထိဖြစ်နိုင်သေးတယ်ပုံဖော်နိုင်လူတွေမတည့်ရပါပုံဖော်နိုင်လူတွေမထားနိုင်ရတယ်ဘာမှမဖြစ်ဘူးပုံဖော်နိုင်ပြီဆိုမတည့်ရပုံဖော်နိုင်ပြီဆိုမတည့်ရမယ်ဟာလေလုယာဝါရှင်တန်လာပါဝါရှင်တန်ဟာလေလုယာပုံဖော်တာနောက်ဆုံးပုံဖော်နိုင်ပြီဆိုမတည့်ရပါကျွန်တော်ဆူတောင်းပေးတော့မယ်လက်မြောက်ထားပါ
လက်မြောက်တာပါစက်ပုံပေါ်တာပါအဲ့တိုင်းစက်ပုံပေါ်တာပါဟိုးအိမ်ဖြူတော်မှာတမနာအစနှုတ်ဆက်တဲ့သူဂုံပြူတဲ့တည်င်းတော်တွေရောက်တဲ့သူနိုင်ငံသားကောင်းစုတွေရတဲ့သူဒီထဲမှာထိုင်နေတယ်ကမ္ဘာနိုင်ငံအသီးသီးမိတ်ဆွေရဲ့အကြောင်းကိုစာအုပ်တွေထုတ်လာတဲ့အထိဘုရားကောင်းကြီးပေးမယ်လူတွေကမိတ်ဆွေအကြောင်းကိုဟိုးခွန်အားရလွန်းလို့ကိုယ်တိုင်တွေးဖို့အတွက်တန်းစီရတဲ့နေ့ရောက်လာလိမ့်မယ်ဘုရားသခင်ကမြင်တဲ့အတိုင်းကောင်းကြီးပေးမှာဖြစ်တယ်အာဗြဟံကိုပြောတယ်မင်းမြင်တဲ့အတိုင်းကကောင်းကြီးပေးမယ်မြင်နေရတဲ့အရာတွေမဟုတ်ဘူးအခြေအနေပေါ်မဟုတ်ဘူးမကြခင်မှာမြင်လာမယ့်အရာကိုဘုရားခင်ကကျွန်တော်ကလိုက်ဆိုပါယေရှုခရစ်တော်ဘုရားကိုကန့်သက်ခဲ့တော့အထင်ပေးခဲ့တော့အရာများအတွက်နောင်တရပါတယ်ကိုတော့ကိုကန့်သက်ခဲ့တော့အထင်သေးခဲ့တော့အရာများအတွက်နောင်တရပါတယ်ယနေ့မှစပြီးကိုတော့မြင်တယ်လို့ကိုတော့မြင်စေခြင်းတယ်လို့မြင်နိုင်ဖို့ကျွန်တော်ကျမဤနှလုံးသားကိုချေပေးပါကိုတော့မြင်တွေ့စေသည့်အတိုင်းမြင်တွေ့နိုင်ဖို့မဆာပါယေရှုနာမ၌အတည်ပြုပါတယ်ဆုတောင်းပါတယ်အာမင်ဖျားတခင်ကိုတော့ကိုယေရှုတင်တယ်ဒီမှာရှိရတဲ့သူတွေမြင်တဲ့အတိုင်းကိုတော့ကောင်းချီးပေးပါသူတို့မြင်တဲ့အတိုင်းကိုတော့ကောင်းချီးပေးပါယေရှုနာမ၌ကောင်းချီးပေးပါတယ်ယခုပင်သူတို့ရဲ့ယူပါယုံထဲမှာသူတို့ခြေချခွင့်ပေးပါ Jesus I believe in you ယေရှုနာမ၌ကောင်းချီးပေးတယ် Jesus I believe in you Jesus I belong to you You're the reason that I live The reason that Jesus I believe Jesus I believe in you Jesus I belong Jesus I belong hey. to you You're the reason that I live The reason that I Jesus I believe Jesus I believe yeah 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 Jesus, I belong to you. You're the reason that I live, the reason that I sing when all I am. ခုတလို့အနာယောဂနဲ့ယုံကန်နေရတဲ့သူတချို့ဒီထဲမှာရှိတယ်။ထွက်လာခဲ့ပါဆုတောင်းပေးခြင်းနဲ့အခြေအနေထဲမှာစုံစမ်းခြင်းထဲမှာဆူတောင်းကမ်းခြင်းနဲ့ကျွန်တော်ညီမဒီနေ့တစုံတစ်ခုဘုရားသခင်လွတ်မြောက်ခြင်းလိုချင်တဲ့ဆွဲလွေရှိမှထလာခဲ့ပါဆူတောင်းပေးခြင်းနဲ့ဘယ်သူမှဆူထလာခဲ့ပါဒီချင်းစလုံးထလာခဲ့ပါရှိမှလာခဲ့ပါဆူတောင်းခံခြင်းနဲ့လူတွေ break through လိုချင်တဲ့လူတွေထလာခဲ့ပါဒီအခြေအနေတိုင်းငါဆက်မသွားခြင်းတော့ငါလွတ်မြောက်မယ်ကျမ်းမာမယ် financial breakthrough ငါလိုချင်တယ်spiritual breakthrough လိုချင်တယ်ထလာခဲ့ပါမြန်ပြလာခဲ့ပါ Jesus I believe Jesus I believe မြန်လေးလာပါ In the name of Jesus Jesus I belong ba atwa mso la ke ba The reason that I live yeah The reason that I Jesus I believe in you Jesus I belong Yo the reason that I live the reason that Jesus I believe Jesus I believe Jesus I believe
Jesus, 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 Jesus. Jesus, I belong to you. You're the reason that I live, the reason that I sing. Jesus, I believe in you. ဖျားတခင်ကပြောတယ် Jesus, I belong. တရားဒီနေ့ခရစ်တော်အပြင်လွတ်မြောက်တော်သူဖြစ်တယ်အခုအနာရောဂါတလုံးအဲ့ဒီအနာရောဂါအောက်မှာသင်ကြုံခံစရာမလိုတော့ဘူးသင်ကြောက်နေတဲ့အနာရောဂါကနေယေရှုနာမ၌လွတ်မြောက်ပြီသင်ကိုဖိနှိပ်ထားတဲ့ငွေရည်ချင်းစားတွေယေရှုနာမ၌လွတ်မြောက်ပြီမိသားစုပြဿနာတွေယေရှုနာမ၌လွတ်မြောက်ပြီယေရှုနာမ၌ကျမ်းပါပြီသင်ဟာကြောက်ရွံ့ခြင်းထဲမှာဆက်လက်ပြီးတော့နေစရာမလိုတော့ဘူးသင်ကဘုရားသားဖြစ်တယ်သင်ဘက်မှာဘုရားရှိတယ်ကိုရောကိုယေရှုတင်တယ်ကိုရောဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကိုကြမ်းမာစေပြီးဖြစ်လို့ယေရှုတင်တယ်လွတ်မြောက်စေပြီးဖြစ်လို့ယေရှုတင်တယ်သူတို့ရဲ့ဘဝထဲမှာအတိတ်နဲ့မတူတဲ့အနာဂတ်ကိုကိုရောပြင်ဆင်ပေးထားလို့ယေရှုတင်တယ်ဝါကျွန်တော်မြင်ရတယ်ဒီထဲမှာအိမ်ပြန်လာတဲ့ထူးဆန်းတဲ့သတင်းကောင်းတွေကြားတော့မှဖြစ်တယ်နမိတ်လက္ခဏာတွေဖြစ်တော့မှဖြစ်တယ်ကျမ်းမာနေပြီဖြစ်တယ်ကျမ်းမာနေပြီဖြစ်တယ်ကောင်းကြီးရနေပြီဖြစ်တယ်အောင်မြင်နေပြီဖြစ်တယ်သင်လွတ်မြောက်ပြီဖြစ်တယ်သင်ဟာတာမန်လူမဟုတ်တော့ဘူးဖြစ်တယ်ယေရှုတင်နေဘုန်းကြီးချင်းကိုမကြီးအားအလုံးကိုတော့ပေးရရင်နေဒီနေ့ကိုတော့ပြောခိုင်းတဲ့သတင်းစကားအတွက်ကျွန်တော်ပြောတဲ့အခါမှာကိုတော့ကိုယ်တိုင်အရောက်စတဲ့ကိုတိုးထီးလေမာဇာပါမီချောင်းယေရှုနာမ၌ကောင်းကြီးပေးလေစက္ကဆုတောင်းပါတယ်ဖခင်ဟာလေလုယာပြောပါဦးငါဟာတာမန်လူမဟုတ်ဘူးကြီးမားတဲ့အမှုတွေကိုပြုမဲ့သူဖြစ်တယ်လက်ကုပ်တီးပြောင်းချီးမွမ်းရအောင်